မှတ်မိနိုင်တဲ့အဘိညာဉ်စွမ်းအားတစ်မျိုးရလာတယ်တဲ့အဲ့ဒီစွမ်းအားကဘာလဲဆိုတော့ပုပ္ပေနိဝါဒနုတ္တိဟုတ်လားအဲ့ဒီအဘိညာဉ်စွမ်းအားကသာသနာပြင်ပမှာလည်းရှိတယ်သာသနာထဲမှာလည်းရှိတယ်ဒါပေမဲ့သာသနာပြင်ပကပုဂ္ဂိုလ်တွေရဲ့အဘိညာဉ်စွမ်းအားကဘယ်လောက်တော့ကြီးလဲဆိုလို့ရှိရင်ကဘာ40လောက်ပဲသူကြည့်နိုင်တယ်ကဘာ40ပြောဘဝ40မဟုတ်ဘူးနော်ကဘာ40ကြည့်နိုင်တယ်ကဘာ40အထက်အလွန်မကြည့်နိုင်တော့ဘာဖြစ်လို့လဲဆိုလို့ရင်သာသနာပြင်ပမှာကိလေသာတွေကအဲ့ဒီပုဂ္ဂိုလ်ရဲ့အတန်တန်မှာကိလေသာတွေအငြိကျေးတွေရှိနေလို့ကိလေသာအငြိကျေးစိတ်အငြိကျေးထင်လို့သူတို့ရဲ့အဘိညာဉ်စွမ်းအားကအဲ့လောက်အစွမ်းမထက်ဘူးဟုတ်လားသာသနာတွင်ကဘုရားရှင်ရဲ့တာဝကတွေတချို့ပုဂ္ဂိုလ်တွေကိလေသာခတ်သိမ်းကင်းကြီးနေတဲ့ယဟန္တာပုဂ္ဂိုလ်တွေရှိတယ်သူတို့တွေရဲ့ဒီပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်ကတော့ကဘာတသိန်းအထိကြည့်နိုင်တယ်ကဘာဘယ်လောက်ထိကြည့်နိုင်လဲကဘာတသိန်းအထက်လွန်ပြီးတော့မကြည့်နိုင်ဒါပေမဲ့မြတ်စွာဘုရားရှင်တို့ကြတော့ကိလေသာအငြိကင်းလဲကင်းမနေဘူးလားပြီးလို့ရှိရင်ဘုရားရှင်မှာတပ္ပညုတဉာဏ်ဆိုတဲ့စွမ်းအားလည်းမရှိဘူးလားအဲ့ဒီတပ္ပညုတဉာဏ်စွမ်းအားကြောင့်ရဲ့ကိလေသာအငြိကျေကင်းတာကြောင့်ရဲ့ဘုရားရှင်ကကဘာအသိရှိမရွတ်တတ်နိုင်အောင်ဒီအရင်ဘဝတွေကိုကြည်နိုင်တယ်ဟုတ်လားကိုယ့်ရဲ့ဘဝကိုလည်းကြည်နိုင်တယ်တတ္တဝါတွေရဲ့ဘဝကိုလည်းကြည်နိုင်တယ်အဲ့လိုတပ္ပညုတဉာဏ်စွမ်းအားနဲ့ကြည်တာတော့မှတတ္တဝါတွေရဲ့အစတန်တရာအစကိုမသိနိုင်ဘူးလေအဲ့တော့ဘေကနေစားခဲ့လဲဆိုတာမသိနိုင်ဘူးဆိုတော့ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းနော်ဘေကနေစားလဲအဲ့တော့အရင်ဆုံးပြောမယ်ဆိုရင်တန်တရာဆိုတာဘာလဲဗျာတန်တရာအစကိုမသိနိုင်ဘူးလို့ပြောတယ်တန်တရာဆိုတာဘာလဲဒီလိုလေးမေးခွန်းလေးတွေမေးသင့်တယ်နော်အဲ့တော့တန်တရာဆိုတာဘာလဲလို့ဆိုရင်ဒီမဆုံးနိုင်အောင်ဖြစ်သွားတာကိုဘာလို့ခေါ်လဲတန်တရာလို့ခေါ်တယ်တနည်းပြောမယ်ဆိုရင်ခန္ဓာဒီတစ်ခုပြီးတစ်ခုဆက်ကဖြစ်သွားတာကိုတန်တရာလို့ခေါ်တယ်ခန္ဓာ၅ပါးရှိရနော်ခန္ဓာ၅ပါးတစ်ခုပြီးတစ်ခုဖြစ်သွားတာပဲအဲ့ဒါဘာနေဘေကပြောရလဲဆိုတော့ပရမတ္ထနေဘေကနေပြောတာဟုတ်လားအဲ့တော့သမုဒ္ဒိနေဘေကနေပြောမယ်ဆိုရင်တန်တရာဆိုတာဘာလဲဆိုလို့ရှိရင်မွေးလိုက်သေးလိုက်မွေးလိုက်သေးလိုက်ဟုတ်လားမွေးပြီးရင်သေမယ်သေပြီးရင်တစ်ဖန်မွေးမယ်သေမယ်အဲ့လိုမွေးလိုက်သေးလိုက်မဆုံးနိုင်တဲ့ဟာကိုဘာလို့ခေါ်လဲတန်တရာလို့ခေါ်ရနော်အဲ့တော့တန်တရာဆိုတာဒီလိုပဲအဲ့လိုဆိုရင်လေတန်တရာရဲ့အစကိုမသိနိုင်ဘူးပုပ္ပကောတိနပညာယတိတန်တရာရဲ့အစကိုမသိနိုင်ဘူးဘာကြောင့်ဒီပုဂ္ဂိုလ်တွေတန်တရာကရှင်းနေတာလဲတန်တရာရဲ့အစကိုဘာကြောင့်မသိနိုင်တာလဲဒီသုတ်တန်ဒီမေးခွန်းရဲ့အဖြေကိုမြတ်စွာဘုရားဒီသုတ်တန်မှာအဖြေပေးထားတယ်ဟုတ်ပြီအဖြေမပြောခင်မှာတန်တရာရဲ့အစကိုဘာလို့မသိနိုင်တာလဲဗျာအဲဆိုရင်တန်တရာရဲ့အဆုံးကတော့ထင်ရှားသလားဆိုတော့လေဒီအင်္ဂုတ္တရနိကေထဲမှာမြတ်စွာဘုရားရှင်ပြောထားတဲ့တရားတစ်ခွန်းရှိတယ်ဒီကောဘာလာနတန္တာရောတတ္တမံအဝိဇာနတံတတ္တမံသစ္စာ၄ပါးသူတော်ကောင်းတရားကိုအဝိဇာနတံမသိတဲ့ပုဂ္ဂိုလ်တွေအတွက်တန်တာရောတန္တရာသည်ဒီကောရှင်းနေအောင်ပါပဲဟုတ်လားဦးဇင်းတို့ယောဂီတို့တတ္တဝါတွေရဲ့တန်တရာအစဟာမထင်ဘူးဟုတ်တယ်ဆိုရင်တန်တရာအဆုံးကောထင်သလားဆိုတော့လေသစ္စာ၄ပါးကိုမသိတဲ့မြတ်တန်တရာရဲ့အဆုံးကလည်းမထင်ဘူးရှင်းနေအောင်ပါပဲလို့ပြောတာနားလည်ပါရဲ့နော်တန်တရာရဲ့အဆုံးကိုသစ္စာ၄ပါးကိုမသိသေးတဲ့မြတ်ဒီကောဘာလာနတန်တရာရှင်းနေအောင်ပါပဲအဲ့လိုဆိုရင်ဘာကြောင့်တန်တရာရှင်းလဲဆိုတဲ့ဒီမေခွန်းရဲ့အဖြစ်ကိုသွားကြည့်ကြမယ်ဦးဇင်းတို့ဒီသုတ်တံမှာကြတော့အနာမတကောယဘိက္ခဝေတန္တာရောပုဗ္ဗာကောတိနပညာယတိအဝိဇ္ဇာနိဝရဏနဲ့တဏှာတန်ရောဇနာနဲ့တတ္တနဲ့ဘယ်လိုပုဂ္ဂိုလ်ရဲ့တန္တရာရှည်လဲဆိုလို့ရှိရင်လေအဝိဇ္ဇာနိဝရဏနဲ့အဝိဇ္ဇာအမှောင်တူကြီးပိတ်ဖုံးနေတဲ့တတ္တနဲ့တတ္တဝါတွေတဏှာတန်ရောဇနာနဲ့တဏှာနောင်ကျိုးတွေနဲ့ရစ်ပတ်ခံထားတဲ့တတ္တဝါတွေဒီတတ္တဝါတွေရဲ့တန်တာရောတန္တရာဒီကောရှိပါတယ်ဒီတော့တယ်မှာပြောထားနော်ကဲဘာဘေပုဂ္ဂိုလ်ရဲ့တန်တရာရှည်လဲဆိုရင်အဝိဇ္ဇာအမှောင်ထူးကြီးလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တွေဟုတ်လားပြီးလို့ရှိရင်တဏှာတန်ရောစဉ်ကျိုးတွေနဲ့ရစ်ပတ်ခံထားတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေရဲ့တန်တရာကရှည်တယ်အဲ့လိုဆိုရင်ဒီအဝိဇ္ဇာဆိုတာဘာလဲတဏှာကတော့သိကြပါနော်တွေ့တာမှုကိုတဏှာလို့ခေါ်တယ်မဟုတ်လားတွေ့တာတဲ့တန်ရောစဉ်ကိုဘာလို့ခေါ်လဲတဏှာလို့ခေါ်တယ်အဝိဇ္ဇာကိုဘာလို့ခေါ်လဲဆိုတာကြတော့ဒီနားမှာဒီမသိတာကိုဝိဇ္ဇာမောဟကိုအဝိဇ္ဇာပေါ့နော်ဒီထက်ကြေရှင်းပြရမယ်ဆိုလို့ရှိရင်လေအဝိဇ္ဇာဆိုတာဝိဇ္ဇာမာနေအဝိဇ္ဇာမာနေသူအဋ္ဌိပုရိသတိတုဇဝတိအဝိဇ္ဇာမာနေသူထင်ရှားမရှိတဲ့အဋ္ဌိပုရိသတိတုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေပေါ်မှာဇဝတိထင်ရှားရှိတယ်လို့ထင်နေတာဟုတ်လားဝိဇ္ဇာမာနေသူထင်ရှားရှိနေတဲ့ခန္ဓာတွေသူခန္ဓာ၅ပါးပေါ်မှာကြတော့နဇဝတိ
ရှိတယ်လို့မထင်ဘူးလေအဲ့ဒါကြပါလေအဝိဇ္ဇာအဲ့တော့ထက်ရှင်းပြမယ်ဆိုရင်မရှိတာကိုအရှိလို့ထင်နေတယ်ရှိတာကိုဒါတော့မရှိလို့ထင်နေတာကလည်းအဝိဇ္ဇာအဲ့တော့ထင်ရှားမရှိတာကဘာလဲဆိုတော့ဦးဇင်းတို့ယောဂီတို့ရဲ့တန်တမ်းမှာထင်နေတဲ့ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးဟုတ်လားကြောက်ကြမိမသားတွေသမီးတွေအများကြီးထင်မနေဘူးလားအဲ့ဒါတွေကိုပဲမြင်နေပြီးအဲ့ဒါတွေကိုပဲတကယ်ရှိတယ်လို့ထင်မနေဘူးလားအဲ့ဒါထင်နေပြီးတော့တကယ်ရှိနေတဲ့ခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာနောက်ပိုင်းမှာအသေးစိတ်ရှင်းပြပေးပါမယ်နော်အဲ့ဒါကိုကြတော့သူကဘာလို့ခေါ်လဲမထင်ဘူးရှိတယ်လို့မထင်ဘူးတကယ်မရှိတာကိုရှိလို့ထင်တယ်ရှိတာကိုဒါမရှိဘူးထင်တယ်မရှိလို့ထင်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ခန္ဓာ၅ပါးလို့မသိဘူးမသိတဲ့အခါကျတော့ခန္ဓာ၅ပါးရဲ့သဘောဖြစ်တဲ့အနိစ္စသဘောဟုတ်လားခန္ဓာ၅ပါးဆိုတာမြဲသလားဆိုတော့မမြဲဘူးမမြဲလို့ဆင်းရဲတယ်ဆင်းရဲလို့အစိုးမရဘူးဟုတ်လားအဲ့ဒီခန္ဓာ၅ပါးရဲ့လက္ခဏာဘယ်နှခုလဲ၃ခုခန္ဓာ၅ပါးလို့မသိတဲ့အခါကျတော့အဲ့ဒီအနုစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ခုကိုသိပါတော့မလားမသိတော့တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ခန္ဓာ၅ပါးကိုစွဲပြီးဖြစ်လာတဲ့ပုဂ္ဂိုလ်တ attva ကိုကြတော့ငါလို့စွဲလန်းတယ်ဟုတ်လားသူလို့စွဲလန်းတယ်သားပဲသမီးပဲပုဂ္ဂိုလ်တ attva ပဲစွဲလန်းတယ်စွဲလန်းတော့ဘာဖြစ်လာလဲတဏှာဖြစ်လာတာပဲဟုတ်လားအဲ့တော့တဏှာဖြစ်ခြင်းရဲ့အကြောင်းကိုကြည့်လိုက်တော့ဗာလဲအမှန်မသိလို့စွဲလန်းတာစွဲလန်းလို့တဏှာဖြစ်တာအဲ့တော့ပေါင်းလိုက်ရင်အဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာနဲ့တဏှာကဘာကိုရှည်စေတာလဲတန်ត្រာကိုရှည်စေတာဟုတ်ပြီမသိတော့သားပဲသမီးပဲလို့စွဲလန်းတယ်စွဲလန်းတော့တဏှာဖြစ်တယ်တဏှာဖြစ်သွားတော့အဲ့ဒီကိုကအမှားထင်နေတဲ့သားပဲသမီးပဲဆိုတာကိုကိုကရအောင်မကြိုးစားဘူးလားရအောင်မကြိုးစားဘူးလားကြိုးစားတယ်ကြိုးစားတာဒီကံကြိုးစားတာဒီပါလေကံအဲ့ဒါဒီသင်္ခါရလို့ခေါ်တယ်မဟုတ်လားပရိစ္ဆသမုပ္ပါဒ်ထဲမှာကံကိုဘယ်လိုခေါ်လဲသင်္ခါရသင်္ခါရပြစ္ဆရာဝိညာဉ်နဲ့ဝိညာဉ်ဆိုတာပရိသန်တွေဟုတ်တယ်နော်ပရိသန်တွေကိုဝိညာဉ်လို့ခေါ်တယ်အဲ့တော့ကံကြောင့်ဝိညာဉ်ဆိုတဲ့ပရိသန်တွေရလာတယ်ပရိသန်တွေရလာသည်ဘဝရတာမဟုတ်လားအဲ့လိုဆိုရင်ဘဝရတာရဲ့အရှိကံအကြောင်းတရားကိုပြန်ရှာလိုက်တော့ကံကဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့တဏှာတွေ့တာလို့လှုပ်လာတာလေအတဏှာဘာကြောင့်ဖြစ်လာတယ်လို့ရှာကြည့်လိုက်တော့အဝိဇ္ဇာဒီလိုမဟုတ်လားအဲ့ဒါမြတ်စွာဘုရားရှင်ကအနမတကောယံဘိက္ခုဝေတန်တာတော့ဒီတန်တရာရဲ့အစကိုမသိနိုင်ဘူးဘာဖြစ်လို့တန်တရာရဲ့အစကိုမသိနိုင်လောက်အောင်ရှေ့ချခဲ့ပြီလဲဆိုရင်အဝိဇ္ဇာရဲ့တဏှာရဲ့ဒီအကြောင်းနှစ်ခုကြောင့်တတဝါတွေကတန်တရားရှင်းနေတာပါဟုတ်တယ်နော်ဒီအကြောင်းနှစ်ခုကြောင့်ရှင်းနေတာနောက်တော့အဝိဇ္ဇာတဏှာကိုဥစဉ်ဥပမာလေးတစ်ခုနဲ့ပြောပြပေးမယ်အမတန်နဲ့ဆိုင်တဲ့တောနဲ့ကြီးတစ်ခုအလေမှာလူတယောက်နဲ့ဆိုင်တဲ့တောနဲ့ဆိုတာဥပမာဒီအာဖရိကတောနဲ့တို့လိုအမေဇုန်တောနဲ့တို့လိုဟုတ်လားပဲခူးရိုးမတို့ရခိုင်ရိုးမတို့အဲ့လိုတောနဲ့ကြီးထဲမှာလူတယောက်ရောက်နေတယ်လမ်းမှားပြီးတော့မျက်စိလေပြီးတော့ရောက်သွားတယ်တောလမ်းကနေထွက်မြောက်တဲ့လမ်းကို तू မသိဘူးမသိတဲ့အပြင်တောကနှက်တဲ့ခါကျတော့နေပြောက်မထူဘူးအမှောင်ရိပ်တန်းနေမှောင်မိတ်နေပိမ့်ပဲ့အောင်မှောင်နေတယ်အဲ့ဒီလူကိုအဲ့ဒီတောတွေကနှွေးအရှင်တွေကလည်းရစ်ဖက်ထားသေးတယ်ကဲအဲ့ဒီလူလမ်းလည်းမသိဘူးအမြင်လည်းမမြင်ရဘူးပြီးရင်သူ့ကိုယ်မှာနှွေးအရှင်တွေကရစ်ဖက်ထားသေးတယ်ဆိုတော့အဲ့ဒီလူတန်းတဲ့အဲ့ဒီတောအုပ်တွေကနေလွတ်မြောက်ဖို့လမ်းရှိလားမဖြစ်နိုင်တော့ဘူး तू အဲ့ဒီတောတွေမှာပဲသေလောက်မဲ့အနေထားကြီးဖြစ်သွားပြီနော်အဲ့ဒီဥပမာအတိုင်းပဲဦးဇင်းတို့ယောဂီတို့ရဲ့တန်တရာဒီဘာနဲ့တူလဲဆိုတော့တောအုပ်ကြီးနဲ့တူတယ်နော်အမှောင်ထုဒီဘာနဲ့တူလဲဆိုတော့အဝိဇ္ဇာအမှန်မမြင်နိုင်အမှောင်ထုကြီးလွှမ်းနေတယ်ပြီးရင်ဘာနဲ့တူလဲတဏှာဒီဘာနဲ့တူလဲဆိုတော့နှွေကြိုးတွေနဲ့တူတယ်ဟုတ်လားနှွေကြိုးတွေနဲ့ရစ်ပတ်ထားတယ်အမှောင်ထုကြီးကလည်းဖုံးနေတယ်တောနဲ့ကြီးကလည်းနက်နေတယ်တန်တရာဆိုတဲ့တောနဲ့ကြီးကလည်းနက်နေတယ်ကဲအဲ့ဒီတန်တရာဆိုတဲ့တောနဲ့ကြီးကလွတ်ဖို့လမ်းရှိလားကိုယ့်ဘာကိုဆိုလမ်းရှိလားဘလို့မှမဖြစ်နိုင်လောက်အောင်ကိုထွက်ပေါက်မရှိပါဘူးဟုတ်တယ်နော်ဒါမဲ့ကံကောင်းထောက်မစွာနဲ့မြတ်စွာဘုရားရှင်ကတန်တရာရဲ့ထွက်လန်းကိုတနည်းပြောမယ်ဆိုရင်ဒီထွက်ပေါက်ပိတ်နေတဲ့အနေအထားလွတ်မြောက်ဖို့လမ်းမရှိတဲ့အနေအထားမှာထွက်ပေါက်ကိုပြပေးနိုင်တဲ့တူတည်သောပုဂ္ဂိုလ်ရှိတယ်ဟုတ်လားဘယ်သူလဲဆိုတော့တမ္မာတန်ဗုဒ္ဓမြတ်စွာဘုရားပဲတမ္မာတန်ဗုဒ္ဓမြတ်စွာဘုရားကလွေးလို့တန်တရာရဲ့ထွက်ပေါက်ကိုဖွင့်ပေးနိုင်တဲ့လူမရှိဘူးဟုတ်လားအဲ့ဒီကံကောင်းထောက်မစွာနဲ့ဦးဇင်းတို့ယောဂီတို့တန်တရာရဲ့ထွက်ပေါက်ကိုဖွင့်ပေးမဲ့ပုဂ္ဂိုလ်တူရဲ့တိုက်တိုက်ဆိုင်ဆိုင်လာပြီးတော့တန်တရာတွေမှာလာမဆောင်ဘူးလား
လာဆုံးနေတဲ့အချိန်ခါမှလည်းကိုယ်ပိုင်လည်းပဲကြင်ကြံနိုင်တဲ့အနေအထားတစ်ခုရှိနေတယ်ပြီးရင်အားထုတ်နိုင်တဲ့ညွန်စမ်းအားလည်းပြည့်ဝနေတယ်ဆိုတော့ဒီလောက်ကောင်းတဲ့အခွင့်အရေးရှိပါမလားမရှိဘူးနော်မရှိဘူးလုံးဝမရှိတာအဲ့ဒါကြောင့်အနာမတ္တကောယံဘိက္ခုဝေတန်တာတော့ပုဗ္ဗဂောရိနာပညာတိတောအုပ်ကြီးလေးမှာလွန်မြောက်ဖို့လမ်းမမြင်ဘူးတန်တရာထဲမှာအဲ့လောက်ကြီးတော့နဲ့ဆိုင်တဲ့တောအုပ်ကြီးလေးမှာဦးဇင်းတို့ရောက်လာတယ်လွန်မြောက်ဖို့လမ်းမမြင်ဘူးဆိုတာကိုဒီသုတ်တံမှာမြတ်စွာဘုရားဆက်ပြီးတော့ဟောထားတာလေးနာကြည့်အောင်ဘာပြောလဲဆိုတော့မြတ်စွာဘုရားရှင်ကဟောတိဘိက္ခုဝေသောတမေယောအယံပိမဟာသမုဒ္ဒောဥတ္တုတတိဝိနတတိနဘဝတိဘိက္ခုဝေယဟန်တို့အယံပိမဟာသမုဒ္ဒောဒီကြီးမားပါတယ်ဆိုတဲ့သမုဒ္ဒရာကြီးတွေတောင်မှကဘာမြေမှာဆိုရင်သမုဒ္ဒရာ85%ရေတွေဟုံးနှံထားတယ်မဟုတ်လားအဲ့ဒီများပြားတဲ့ရေသမုဒ္ဒရာရဲ့ရေတွေတောင်မှဥတ္တုတတိဝိနတတိနဘောတိခန်းလျှောက်သွားလိမ့်မယ်ခန်းလျှောက်သွားမဲ့အရှင်ဆိုတာရောက်လာလိမ့်မယ်အဲ့လိုသမုဒ္ဒရာတွေကရေတွေခန်းလျှောက်သွားရင်တောင်မှလေအဝိဇ္ဇာနိဝရဏနဲ့တဏှာတန်ရောဇဏတတ္တနဲ့ဒုက္ခတအန္တကရိယံဝါဒာမိအဝိဇ္ဇာတွေဖုံးလွှမ်းပြီးတော့တဏှာတန်ရောစဉ်တွေရစ်ပတ်ခံထားတဲ့တတ္တဝါတွေဒုက္ခအဆုံးသက်တန်တရာရဲ့လောပေါက်ဆိုတာမရှိနိုင်ဘူးအဲ့လောက်တော့ပြောရနော်မြတ်စွာဘုရားရှင်ကသမုဒ္ဒရာတွေကရေတွေခန်းရှင်ခန်းသွားမယ်တန်တရာကအဲ့ဒီပုဂ္ဂိုလ်တန်တရာမလွတ်ဘူးအဝိဇ္ဇာတဏှာရှိနေတယ်မြတ်ကဲနောက်တစ်ခုဘာပြောလဲဆိုလို့ရှိရင်တိနေရုပပရရာဇာတရှတိဝိနတတိနဘဝတိကြီးမားပါတယ်ဆိုတဲ့မြင့်မို့တောင်ကြီးဟုတ်လားမြင့်မို့တောင်ကြီးကိုမြင်ဖို့ဆိုရင်ကောရိကဟိမဝန္တာတောင်တန်းကြီးတွေကဘာမှာအကြီးဆုံးပဲမဟုတ်လားအဲ့ဒီတောင်တန်းကြီးတွေတောင်မှမင်းလောင်ပြီးတော့ပျောက်ကွယ်သွားခြင်းရှိလိမ့်မယ်ပျောက်ကွယ်သွားမဲ့အရှင်ဆိုတာရောက်လာလိမ့်မယ်ဒါမဲ့အဝိဇ္ဇာတဏှာတွေဖုံးလွှမ်းနေတယ်များတန်တရာရဲ့ထွက်ပေါက်ဒုက္ခရဲ့အဆုံးသတ်ဆိုတာမဖြစ်နိုင်ပါဘူးအဲ့လောက်တော့ပြောတာကဲနောက်ဆုံးဥပမာတူကအယံပိမဟာပထဝီဟောဒီကြီးမားပါတယ်ဆိုတဲ့ထုတွေကြီးမားတဲ့မဟာပထဝီမြေကြီးတော်မှာလည်းပဲတနည်းပြောရင်ဟောဒီကဘာမြေကြီးတော်မှာမင်းလောင်ပြီးပျောက်ကွယ်ပြီးတစားစီအာကာသထဲမှာလွတ်မျောသွားရင်တောင်မှအဝိဇ္ဇာတဏှာရှိနေတယ်များတန်တရာရဲ့ထွက်ပေါက်ဆိုတာမတွေးနိုင်ဘူးဟုတ်တယ်နော်ကဘာကြီးပြတ်သွားရင်တောင်မှအဝိဇ္ဇာတဏှာရှိနေတဲ့တတဝါတွေရဲ့ဒုက္ခအဆုံးသတ်ဆိုတာမဖြစ်နိုင်ဘူးတဲ့ဘုရားရှင်အဲ့လောက်တော့ပြောတာအဲ့တော့တဲ့ရှင်ဘုရားကဘာကြီးပြတ်သွားတော့ဒီလိုဒီမှာဘေကိုရောက်သွားမလဲလို့မေခွန်းထုတ်တဲ့လူတွေကတော့ရှိချင်းရှိမယ်အဲ့တော့နင်းနေဒီအာကာသသိပ္ပံအကြောင်းတွေလေ့လာဖို့ရင်သိမယ်ဟောဒီစัจ java လာမှာကဘာပေါင်းများစွာမရှိဘူးလားလူတွေတတ္တဝါတွေရှင်သန်နိုင်တဲ့ကဘာတွေမြေတွက်နိုင်အောင်ရှိတယ်ဦးဇင်းတို့ညာနဲ့သာမသိနိုင်တာဒါပေမဲ့တလောကတော်မှာဒီ NASA ကဒီနေနဲ့အနည်းဆုံးဒီဂျိုတစ်ခုကိုတွေ့ထားတယ်လူတွေရှင်သန်နေတဲ့အနေအထားရှိတယ်ပေါ့နော်ကဘာမြေကနေလို့ရှိရင်ဒီအလင်းနှစ်100ကျော်မှာရှိတယ်ရေလည်းတွေ့တယ်ပြောတယ်အဲ့တော့လူတွေတော်မှအဲ့လောက်သိတယ်ဆိုရင်စัจ java လာထဲမှာတတ္တဝါတွေရှင်သန်နိုင်တဲ့ဂျိုတွေအများကြီးရှိတယ်ဒီကဘာကြီးပြည့်စည်သွားရင်တခြားကဘာမှာလည်းပဲမွေးလိုက်သေးလိုက်ပြန်ဖြစ်မှာပဲပြန်ပြီးတော့တန်တရားလေမှာပဲလို့ပြောတာအဲ့တော့အဝိဇ္ဇာတဏှာရှိနေတယ်များတန်တရားထွက်ပေါက်ဆိုတာမတွေ့ဘူးလက်မြတ်စွာဘုရားရှင်ကနောက်ဆက်ပြီးတော့ဘာပြောလဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ပေးတဲ့ဥပမာလေးနည်းနည်းပြင်းထန်တယ်ယောဂီများဥပမာလေးကပြင်းထန်တယ်ဘာလို့လဲဆိုတော့ဒီတရားနာတဲ့ပရိသတ်တွေကိုနာကြီးစေရှင်တာလဲပါတာပေါ့နော်ဘာပြောလဲဆိုတော့တေယထာပိဘိက္ခုယေသာခေတုလဘိတ်တော်ဘိက္ခုယံတို့လေခေတုလဘတ်တော်လေဘင်းမှာတောက်ဆွဲခံထားရတဲ့ခွေးတကောင်ခွေးဆိုတာဒီလူတွေနဲ့နှင်းဆက်တဲ့တတော်ပါပေါ့နော်လူတိုင်းအိမ်မှာရှိတယ်ခွေးတွေကိုလူတိုင်းကျိုးတွေနဲ့ရှီပြီးတော့ခဏလှုပ်ကြတဲ့ခါကျတော့အဲ့ဒါလေးနဲ့ဥပမာပေးလိုက်တော့စိတ်ထဲမှာထင်းခနဲ့ပေါ်သွားအောင်လို့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကလေဘင်းမှာတောက်ဆွဲထားတဲ့ခွေးတကောင်လေဘာဖြစ်လို့တောက်ဆွဲလဲလို့မေးတော့ခွေးကဟိုအိမ်ဒီတအားလေတယ်လေတော့လေဘင်းမှာတောက်လေးဆွဲတတ်တော့လူလမ်းလျှောက်တဲ့အဲ့ဒီတောက်လေးကသူ့ရှေ့ထောက်မရိုက်ဘူးလားရိုက်တော့လမ်းမလျှောက်နိုင်အောင်တောက်ဆွဲပေးလိုက်တာလေဘင်းမှာတောက်ဆွဲလိုက်တဲ့ခွေးတကောင်လေပြီးလို့ရှိရင်ဘာလုပ်ထားသေးလဲဆိုတော့သူ့ကိုခိုင်ခန့်တဲ့ငုတ်တိုင်တစ်ခုမှာကျိုးနဲ့ရှီနှောင်ထားသေးတယ်သူကတောက်ဆွဲထားလို့လမ်းမလျှောက်နိုင်တာကတကယ်နာသူ့ကိုပြီးလို့ရှိရင်ခိုင်ခန့်တဲ့တိုင်တိုင်မှာဘာလုပ်ထားသေးလဲကျိုးနဲ့ရှီထားသေးတယ်ဆိုတော့အဲ့ဒီခွေးဟာတော့ဘိက္ခုဝေတဲ့ကတုလဘတ်တော်အဲ့ဒီခွေးဟာတမေဝထံပံတမေဝခီလံအဲ့ဒီဂုတ်တိုင်နာမှာပဲဥပနိဒာဝတိရစ်ပတ်ပြီးတော့သွားနေရတယ်ပရိဒါဝတိလှည့်လည်ပြီးတော့သွားနေရတယ်ဟုတ်လားလေဘင်းမှာတောက်ဆွဲထားတဲ့ခွေးတော့မျိုးလုံးထဲမှာမြင်ရလားကျိုးလေးတွေနဲ့ရှီနှောင်ထားသေးတယ်အဲ့ဒီခွေးကအဲ့ဒီတိုင်နာမှာပဲရစ်ပတ်ပြီးတော့သွားရစ်ပတ်ပြီးတော့ပြေးအဲ့ဒီတိုင်ကနေအဝေးကိုပြေးနိုင်ရတာမရဘူးမပြေးနိုင်ဘူး
ဧဝမေဝံခောဘိက္ခုမြတ်စွာဘုရားရှင်ကတတ္တဝါတွေကိုအဲ့တော့မြတ်စွာဘုရားရှင်ကငါတို့ကိုဒီလိုမျိုးခွေးနဲ့နိုင်တယ်ဒီလိုမဟုတ်ဘူးနော်အဲ့တော့ပြောချင်တာဒီခွေးတိရစ္ဆာန်တွေဆိုတာလူတွေနဲ့နှိစက်တော့မျက်လုံးထဲမှာထင်သာပေါ်သာလို့ပြောလိုက်တာပဲဧဝမေဝံခောဘိက္ခုအတုတ္တဝါရိယတာဝကောဒီလိုပဲယဟန်တို့လေအကြမြင်တုတ္တမရှိတဲ့ပုထုဇဏောပုထုဇဉ်တွေဟာအကြမြင်တုတ္တမရှိတဲ့ပုထုဇဏောပုထုဇဉ်တွေဟာလေအရိယာနဲ့အတ္တတဝီအရိယာပုဂ္ဂိုလ်တွေကိုလည်းဖူးမြင်လို့စိတ်မရှိဘူးအရိယာဓမ္မသာအကောဤတော့အရိယာရဲ့တရားဖြစ်တဲ့သစ္စာလေးပါးပေါ်မှာလည်းကျွမ်းကျင်မှုမရှိဘူးနောက်တစ်ခါအရိယာဓမ္မေသူဝိနေတော့အရိယာတရားဖြစ်တဲ့သစ္စာလေးပါးနဲ့ကိုယ်ဆုံးမမထားဘူးဆိုရင်အဲ့ဒီတတ္တဝါကအဲ့ဒီပုထုဇဉ်ကဘာပြောလဲဘာဖြစ်လာလဲဆိုတော့ရူပံအတ္တတော်သမနုပတ္တိခန္ဓာ၅ပါးကိုအတ္တလို့ရှိတယ်ဟုတ်လားဒီနေရာမှာဦးဇင်းနေရှင်းပြပေးမယ်အာတုတ္တဝါပုထုဇဏောမြတ်စွာဘုရားရှင်စကားလုံးတစ်လုံးသုံးလိုက်တယ်အာတုတ္တဝါလဲအကြမြင်ဘဟုတုတ္တမရှိတဲ့ပုထုဇဏောပုထုဇဉ်အကြမြင်ဘဟုတုတ္တမရှိဘူးဆိုတာဘာကိုပြောတာလဲဖေဟာဘွေတွေဒီဂရီတွေမရတာလားဆိုတော့မဟုတ်ဘူးအကြမြင်ဘဟုတုတ္တမှာနှစ်မျိုးရှိတယ်ယောဂီများအာဂမတုတ္တရဲ့အဓိကမတုတ္တရဲ့ဆိုပြီးတော့အာဂမတုတ္တဆိုတာကခန္ဓာ၅ပါးရဲ့အမှန်တရားကိုဆရာထံမှာကြာကြာနာနာသင်ထားတဲ့ပုဂ္ဂိုလ်ဟုတ်တယ်နော်ဆရာထံမှာခန္ဓာ၅ပါးအကြောင်းကိုလေ့လာထားတယ်သင်ယူထားတယ်ပြီးရင်ခန္ဓာ၅ပါးရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာတွေကိုသင်ယူထားတယ်ကြာကြာနာနာသင်ထားတယ်အဲ့လိုသင်ထားပြီးတော့ခန္ဓာ၅ပါးရဲ့အကြောင်းအကျိုးဖြစ်စဉ်ဖြစ်တဲ့ပရိစ္ဆသမုပ္ပါဒ်ကိုလည်းကြာကြာနာနာသင်ထားတယ်ဆိုရင်အဲ့ဒီလူကအာဂမတုတ္တရှိတယ်လို့ခေါ်တယ်ဟုတ်တယ်နော်ဒီကယောဂီတွေအတော်တော်များများနောက်ဥစ္စာတော်ဆိုတဲ့အာဂမတုတ္တဆရာသမားစီမှာနေ့တိုင်းလာပြီးတရားနာကြတယ်မဟုတ်လားဆရာတော်ကြီးကလည်းခန္ဓာ၅ပါးအကြောင်းတွေနေ့တိုင်းမဟောဘူးလားဟောတယ်ဆိုရင်အနည်းဆုံးတော့အာဂမတုတ္တတော့ရှိတာပေါ့ဟုတ်တယ်နော်အာဂမတုတ္တလို့ခေါ်နောက်တစ်ခုကအဓိကမတုတ္တလို့ခေါ်တယ်အဓိကမတုတ္တကြတော့ဘာလဲဆိုတော့ကိုသင်ထားတဲ့ခန္ဓာ၅ပါးအကြောင်းတွေအနိစ္စဒုက္ခအနတ္တလက္ခဏာရေး၃ပါးတွေပြီးရင်ပရိစ္ဆေသမုပ္ပါဒ်ဆိုတဲ့အကြောင်းအကျိုးဖြစ်စဉ်ကိုသင်ထားရုံသာမကဘူးကိုယ်တိုင်လည်းပဲကျင့်ကြံအားထုတ်နေတယ်ဆိုရင်အဓိကမတုတ္တရှိတယ်လို့ခေါ်တယ်ဟုတ်တယ်နော်အဲ့တော့ဒီနှစ်ချက်လုံးကဒီကယောဂီတွေပြည့်စုံတယ်ဟုတ်တယ်နော်အဲ့တော့အာတုတ္တဝါပုထုဇဏောဆိုတာဒီနှစ်ချက်လုံးမရှိတဲ့ပုထုဇဉ်တွေကလည်းဘာဖြစ်တုံးဆိုတော့အရိယာနဲ့အတ္တတဝီဒီနှစ်ချက်လုံးမရှိတော့ယန္တာအရိယာပုဂ္ဂိုလ်တွေကိုဖူးမြင်လို့တဲ့စိတ်ဆန္ဒရှိပါမလားမရှိဘူးအရိယာဓမ္မေသစ္စာလေးပါးနဲ့ပတ်သက်လို့မကျွမ်းကျင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်တုံးဆိုတော့ရူပံအတ္တတော်သမနုပတ္တိရုပ်ကိုအတ္တလို့ရှုတယ်ဟုတ်တယ်နော်ဝေဒနာအတ္တတော်သမနုပတ္တိဝေဒနာကိုအတ္တလို့ရှုတယ်အဲ့တော့အဲ့ဒီမှာဥစဉ်တစ်ခုစီရှင်းပြမယ်ရူပံအတ္တတော်သမနုအတ္တလို့ရှုတယ်ဆိုတာဒီရုပ်ကိုအတ္တလို့ရှုတယ်ဆိုတာဒီဥမာပထဝီဆိုတာပဲကြည့်ပထဝီဆိုတာဒီမာတယ်ပြော့တယ်ဆိုတာပထဝီလို့ပြောတယ်မဟုတ်လားမာလာပြီဆိုရင်ငါမာလာပြီခန္ဓာကိုယ်တွေတောင့်လာပြီဆိုငါခန္ဓာတွေတောင့်တင်းလာပြီဆိုရင်ဘာကိုအတ္တလို့ရှုတာလဲပထဝီဆိုတဲ့ရုပ်တရားကိုအတ္တလို့ရှုလိုက်တာဟုတ်တယ်နော်အတေဇောဆိုတာပူတယ်အေးတယ်ကိုတေဇောလို့ခေါ်တယ်အဲ့တော့ပူလာပြီဆိုရင်ငါခန္ဓာတွေပူလာပြီဆိုရင်ဘာကိုတေဇောဘာကိုအတ္တလို့ရှုတာလဲတေဇောဆိုတဲ့ရုပ်တရားကိုအတ္တလို့ရှုလိုက်တာပဲဟုတ်လားအဲ့တော့တေဇောဆိုတာဓာတ်လေဓာတ်ဆိုတာကသူ့သဘောသူဆောင်းတာအဲ့တော့ရုပ်တရားဖြစ်လို့အချိန်တိုင်းဖောက်ပြန်နေတယ်အဲ့ဒီအချိန်တိုင်းဖောက်ပြန်နေတဲ့အရာကိုငါဆိုပြီးတော့ဆွဲလိုက်တော့မြဲတယ်လို့မထင်သွားဘူးလားထင်သွားတာပဲအဲ့ဒါကြောင့်ရူပံအတ္တတော်သမနုပတ္တိရှမ်းလိုက်တာငါရှမ်းတယ်ငါပူတယ်ငါအေးတယ်ငါမာတယ်ငါပြော့တယ်နဲ့ဒီလိုလူတွေတစ်လုံးလုံးမသုံးကြဘူးလားသုံးတယ်နောက်တစ်ခုကဝေဒနာအတ္တတော်သမနုပတ္တိဝေဒနာကိုအတ္တလို့ရှုတာကြတော့ဝေဒနာဆိုတာခံစားမှုကိုပြောတာမဟုတ်လားခံစားတယ်ဆိုတဲ့နေရာမှာကောင်းတဲ့ခံစားချက်ရှိတယ်မကောင်းတဲ့ခံစားချက်ရှိတယ်ကောင်းတာလေးမကောင်းတာလေးမအလေလက်ခံစားချက်ရှိတယ်အဲ့တော့ကိုယ်မှန်တယ်ကြည့်ပြီးတော့ငါကြည့်ကောင်းတာပဲဆိုရင်တော့ဝေဒနာကိုအတ္တလို့ရှုလိုက်တာပဲဟုတ်နော်ငါကြည့်မကောင်းဘူးဆိုရင်တော့ဒေါမနတဝေဒနာကိုအတ္တလို့ရှုလိုက်တာပဲငါကြည့်ကောင်းတာလည်းမကြည့်ကောင်းတာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဝေဒနာကိုအတ္တလို့ရှုလိုက်တာဟုတ်လားအမှန်ကဝေဒနာဆိုတာတစ်ခုပြီးတစ်ခုပြောင်းနေတာမဟုတ်လားတရားထိုင်တဲ့ယောဂီတွေပိုသိတာပေါ့ဝေဒနာဆိုတာထိုင်နေရင်းမှာကခံစားချက်တွေအမျိုးမျိုးပေါ်နေတာအဲ့ဒါကြီးကိုမြဲတယ်လို့ရှုလိုက်တဲ့အခါကျတော့အမြင်မှားတာလားအမြင်မှန်တာလားအမှားတာပေါ့အဲ့တော့ဝေဒနာအတ္တတော့ဒီလိုရှုတယ်နောက်တစ်ခုကကျတော့သိဉာဏ်အတ္တတော်သမနုပတ္တိသိဉာဏ်ဆိုတာမှတ်သားတာမဟုတ်လားငါမှတ်သားတယ်ငါမှတ်ထားတယ်ငါမှတ်မိနေတယ်ဒါမျိုးတွေပေါ့နော်အဲ့လိုငါဆိုတဲ့အသုံးလုံးတွေနဲ့ငါဆိုတဲ့အစွဲတွေနဲ့သိဉာဏ်ကိုလည်းအတ္တလို့ရှုတာပဲနောက်ဆုံးတစ်ခုကသင်္ခါရအတ္တတော်သမနုပတ္တိသင်္ခါရဆိုတာစစ်စော်တယ်လို့ပြောတယ်ကံလို့လည်းပြောသေးတယ်ဟုတ်လား
တခြားသောဝေဒနာတင်ညာကကျင်းသောစေတသိက်တွေကိုလည်းသင်္ခါရလို့ခေါ်တယ်ဒါအဘိဓမ္မာလေ့လာဖို့လို့သိလိမ့်မယ်အဲ့ဒီမှာငါစေတနာကောင်းတယ်ငါစေတနာသူများစေတနာနဲ့မတူဘူးလို့ပြောလိုက်ရင်ဘာကိုအတ္တလို့ရှုတာလဲသင်္ခါရကိုအတ္တလို့ရှုတာစေတနာဆိုတာသင်္ခါရလေနောက်တော့ကငါဝိရိယရှိလိုက်တာငါသူများနဲ့မတူငါဝိရိယသူများထက်ကောင်းတယ်ဟုတ်လားငါသူများထက်လုံးနိုင်တယ်ဆိုတဲ့ဟာအစွဲတွေကြတော့ဘာကိုအတ္တလို့ရှုရလဲသင်္ခါရကိုအတ္တလို့ရှုတာပဲဟုတ်တယ်နော်နောက်ဆုံးကြတော့ဝိညာဉ်ဆိုတာဘာလဲစိတ်ဝိညာဉ်ဆိုတာဟိုလက်ပြဝိညာဉ်မဟုတ်နော်ပါဠိမှာစိတ်ကိုစကားလုံး၃လုံးသုံးတဲ့ယောဂီများပထမကမနစိတ်ကိုလည်းမနလို့သုံးတယ်ပြီးရင်စိတ်ကိုစိတ်လို့သုံးတယ်နော်နောက်ဆုံးဝိညာဏစိတ်ကိုဝိညာဉ်လို့လည်းသုံးသေးတယ်အဲ့တော့ဝိညာဉ်ကိုအတ္တလို့ရှုတာကြတော့ကိုယ့်ရဲ့စိတ်ကိုဘာလို့ရှုရလဲအတ္တလို့ရှုတယ်ဟာငါစိတ်ဟာသူများစိတ်နဲ့မတူဘူးဟုတ်လားငါကစိတ်ကောင်းရှိတယ်ဟိုလူကစိတ်ကောင်းမရှိဘူးဟိုလူကစိတ်ကောင်းရှိတယ်အဲ့လိုပြောတာကြတော့စိတ်ဆိုတဲ့ဝိညာဉ်ကိုဘာလို့လိုက်တာလဲအတ္တလို့ရှုတာအမှန်ကတော့ဝိညာဉ်ဆိုတဲ့စိတ်စီတစ်ခုပြီးတစ်ခုတစ်ချိန်တိုင်းဖောက်ပြန်ပြောင်းလဲနေတာမဟုတ်လားအဲ့ဒီဖောက်ပြန်ပြောင်းလဲနေတဲ့အရာကိုမြဲတယ်လို့ရှုလိုက်တဲ့အခါကျတော့အမြင်မှားတာလားအမြင်မှန်တာလားအဲ့တော့အာတုတဝပုထုဇဉ်တော်ဆိုတဲ့အကြာမြင်တုတမရှိတဲ့ပုထုဇဉ်ကအဲ့ဒီခန္ဓာ၅ပါးကိုငါလို့ရှုနေတာပေါင်းပြီးတော့ပြောမယ်ဆိုလို့ရှိရင်ခန္ဓာ၅ပါးလုံးပေါင်းပြီးတော့ပြောမယ်ဆိုငါသွားတယ်ငါလာတယ်ငါစားတယ်ဟုတ်လားလူတွေအများကြီးပဲဒီအတွေးတွေနဲ့သွားနေတာအဲ့တော့ရှင်ဘုရားရေဘုရားရှင်လည်းတခါတလေတရားဟောရင်ငါဘုရားလို့ပြောသေးတာပဲမဟုတ်လားအဲ့ဒါကြတော့ဘုရားရှင်ကခန္ဓာ၅ပါးကိုအတ္တလို့ဆွေးသေးတာလားလို့မေးမေးဆိုရင်ငါဆိုတဲ့အသုံးလုံးကိုလူတွေနားလေဖို့အတွက်သုံးတာရှိတယ်ဟုတ်လားလူတွေတရားဟောတဲ့အခါမှာပြအရှင်းချင်းဆက်သွယ်တာမှဖြစ်နားလေဖို့အတွက်သုံးတယ်ဒါပေမဲ့စိတ်အထင်မှာငါဆိုတဲ့အဆွေရှိသေးလားသူမရှိတော့ဘူးဒါပေမဲ့ပုထုဇဉ်တွေကြတော့ငါလို့လေသုံးတယ်ငါဆိုတဲ့အဆွေလေးတွေလည်းရှိတယ်ငါကိုထိရင်မခံချင်ဘူးထကြွတယ်ဒေါသတွေထွက်တယ်ဒီလိုမဟုတ်လားအဲ့ဒါကွာသွားတာပေါ့ဟုတ်ပြီရှင်ဗျာရေလေပုထုဇဉ်တွေကခန္ဓာ၅ပါးကိုငါလို့ရှုလိုက်တော့ဘာဖြစ်လာလဲဆိုလို့ရှိရင်အဲ့တော့ခန္ဓာ၅ပါးကိုငါလို့ရှုလိုက်တဲ့အခါကျတော့သောတတမေယေဝခန္တေအနုပရိဒါဝတိအနုပရိဝတ္တိခန္ဓာ၅ပါးနားမှာပဲလှစ်ပတ်ပြီးတော့သွားနေတယ်လှစ်လေပြီးတော့ပြေးနေတယ်တဲ့ခုနကခွေးလို့ပေါ့ဟုတ်လားခွေးလေးတိုင်နားမှာလှစ်ပတ်ပြီးတော့သွားနေတယ်လို့လှစ်လေပြီးတော့သွားနေတယ်လို့အဲ့ဒီခန္ဓာ၅ပါးကိုငါလို့ဆွေးနေတဲ့ပုထုဇဉ်တွေကခန္ဓာ၅ပါးနားမှာပဲသွားနေဒီဘဝသေးသွားလဲနောက်ထပ်ခန္ဓာ၅ပါးဒီဘဝသေးသွားလဲနောက်ထပ်ခန္ဓာ၅ပါးခန္ဓာ၅ပါးလွတ်နိုင်လားမလွတ်နိုင်အဲ့တော့အပရိမုစ္ဆန်တွေခန္ဓာ၅ပါးကနေမလွတ်နိုင်ဘူးဆိုရင်ဘာဖြစ်သွားမလဲဆိုတော့နပရိမုစ္ဆတိဇာတိယဇာတိဆိုတဲ့မွေးဖွားခြင်းကလည်းမလွတ်နိုင်နပရိမုစ္ဆတိဇရာမရဏယဇရာမရဏအိုခြင်းသေခြင်းကလည်းမလွတ်မြောက်နိုင်နပရိမုစ္ဆတိတောကဆိုရင်ရှင်ပရိဒေဝငိုကြွေးရှင်ဒုက္ခကိုဆင်းရဲရှင်ဒေါမနတစိတ်ဆင်းရဲရှင်ဥပါယတပြင်းစွာနာကျင်ခြင်းဆိုတဲ့ဒီဒုက္ခတွေအပေါင်းကလည်းမလွတ်မြောက်နိုင်ဟုတ်လားနောက်ဆုံးပြောတာမြတ်စွာဘုရားရှင်ကနာပရိမုစ္ဆတိဒုက္ခသမဒုက္ခအပေါင်းကလည်းမလွတ်မြောက်နိုင်ဘူးအဲ့တော့ပြောမယ်ဆိုရင်ဒုက္ခအပေါင်းဒုက္ခဆင်းရဲအပေါင်းကနေဘာကြောင့်မလွတ်မြောက်နိုင်လဲလို့ရှေ့ကိုပြန်သွားလိုက်ရင်ခန္ဓာ၅ပါးကိုငါဆိုပြီးတော့ဆွေးနေလို့ဟုတ်လားအဲ့တော့ခန္ဓာ၅ပါးကိုဘာဖြစ်လို့ငါပြီးတော့ဆွေးနေတယ်လဲလို့မေးလို့ရှိရင်တော့ခန္ဓာ၅ပါးနဲ့ပတ်သက်လို့အမှန်တရားကိုမသိတဲ့အဝိဇ္ဇာဒီတိုင်းသွားတာဟုတ်လားအဲ့တော့အဝိဇ္ဇာရဲ့ဒီခန္ဓာကိုဆွေးနေတဲ့တဏှာရဲ့အဲ့ဒီအတိုင်းကိုတန်တရာရှိနေတာအဲ့တော့ဥပမာနဲ့ဆက်ဆက်ပြမယ်ဆိုလို့ရှိရင်ဒီခွေးလေဘေးမှာရှည်ထားတဲ့တောက်ကလေးအဲ့ဒီတောက်ကလေးနဲ့ကဘာနဲ့တူလဲဆိုရင်ခန္ဓာ၅ပါးကိုအတ္တလို့ရှုတဲ့တက္ကာယဒိဋ္ဌိနဲ့တူတယ်ဟုတ်လားဒီမှာယောဂီတွေတက္ကာဒိဋ္ဌိဆိုတဲ့အသုံးလုံးတွေနဲ့မစိမ့်ပါဘူးနော်တက္ကာယဆိုတာဒီခန္ဓာ၅ပါးကိုပြောတာထင်ရှားရှိတာခန္ဓာ၅ပါးပဲရှိတယ်အဲ့ဒီခန္ဓာ၅ပါးကိုဒိဋ္ဌိမြဲတယ်လို့ထင်လိုက်တာဒီအယူမှားတာလားအယူမှန်တာလားအယူမှားတာကိုပါဠိလိုဘယ်လိုပြောဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိအဲ့လေဘေးမှာဆွဲထားတဲ့တောက်ကလေးနဲ့ဘာနဲ့တူလဲတက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတဲ့တောက်ကလေးကိုပုထုဇဉ်တွေကဆွဲထားတယ်တဲ့ပြီးရင်ကျိုးနဲ့ဘာနဲ့တူလဲဆိုတော့တဏှာကျိုးတွေနဲ့လည်းရှင်းအောင်ထားတယ်ပြီးရင်ငုတ်တိုင်နဲ့ဘာနဲ့တူလဲဆိုတော့ခန္ဓာ၅ပါးအဲ့ဒီနားမှာပဲတဝဲဝဲလေးမလွတ်မြောက်နိုင်ဟုတ်လားလွတ်မြောက်ဖို့လမ်းကြောင်းမရှိအဲ့လိုဆိုရင်လည်းအဲ့တော့လွတ်မြောက်ဖို့ဒီတိုင်းသွားရင်တော့မလွတ်မြောက်နိုင်ဘူးတဲ့
လွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဒီသုတ်တံမှာမြတ်စွာဘုရားရှင်ရှင်းပြထားတယ်နော်ဧဝသုတ္တဝါခောဘိက္ခဝေပုထုဇနောအရိယာသာဝကောသုတ္တဝါကြားမြင်သုတ္တရှိတဲ့အရိယာသာဝကောအရိယာသာဝကသည်အရိယာနဲ့တတ္တဝေအရိယာပုဂ္ဂိုလ်တွေကိုလည်းဖူးမြင်လို့စိတ်ရှိတယ်အရိယာဓမ္မတကိုဤတော့အရိယာတရားတွေပေါ်မှာလည်းပဲကျွမ်းကျင်လိမ္မာတယ်အရိယာဓမ္မေသူဝိနည်းတော့အရိယာတရားဖြစ်တဲ့သစ္စာ၄ပါးနဲ့ပတ်သက်လို့လည်းကောင်းစွာဆုံးမထားတယ်အဲ့ဒီသုတ္တဝါပုထုဇနောသုတ္တဝါအရိယာသာဝကောနော်အဲ့တော့သုတ္တဝါအရိယာသာဝကောဆိုတာခုနကလူရဲ့စန့်ကျင်ဘက်ခန္ဓာ၅ပါးရဲ့အကြောင်းကိုလည်းဆရာထံမှာကြာကြာနာနာသင်ထားတယ်ဟုတ်လားပြီးလို့ရှိရင်ကိုယ်တိုင်လည်းပဲကျင့်ကြံကြိုးကောအားထုတ်ထားတယ်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသုတ္တရှိတယ်လို့မခေါ်ဘူးလားတချို့ကဘွေဒီဂရီတွေမိုးထောအောင်ရတယ်ဟုတ်လား PhD တွေရတယ်ဒေါင်တာတွေရတယ်ဒါပေမဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်လို့ဘာသိလဲဘာမှမသိဘူးဆိုရင်သူ့ကိုမြတ်စွာဘုရားရှင်ကသုတ္တရှိသူလားသုတ္တမရှိသူလို့ခေါ်ရလားသုတ္တမရှိသူတွေမှာပါသွားမှာပဲနော်ဘာဖြစ်လို့လဲဆိုတော့သူသိထားတဲ့ပညာတွေကသူ့ကိုဘဝကနေလွတ်မြောက်အောင်လုပ်ပေးနိုင်လားမလုပ်ပေးနိုင်ဘူးဘေးပညာပဲဖြစ်ဖြစ်ဟုတ်လားဒီဘဝကောင်းစားရေးအတွက်ပဲလုပ်ပေးနိုင်မယ်တဘဝစာပဲအဆင်ပြေမယ်အဲ့ဒီပညာခန္ဓာ၅ပါးအကြောင်းကိုကြကြနနသိတဲ့ပညာကြတော့တန်တရာဒုက္ခကနေလွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့ဖြစ်သည့်အတွက်ကြောင့်အဲ့ဒီပညာနဲ့ရှင်ရင်အစာပေါင်းများစွာကွာမနေဘူးလားကွာတယ်အဲ့ဒါကြောင့်ခန္ဓာ၅ပါးအကြောင်းကိုသိမှပဲသူ့ကိုသုတ္တရှိတယ်ဘုသုတ္တရှိတယ်လို့ခေါ်တယ်ခန္ဓာ၅ပါးအကြောင်းကိုမသိတဲ့လူကြတော့ဘာမှမသိဘူးဟုတ်လားဘာမှမသိတဲ့လူပဲအဲ့တော့သုတ္တဝါပုထုဇသုတ္တဝါရိယသာဝကောလဲကြားမြင်သုတ္တရှိတဲ့အရိယသာဝကသည်ဘာဆက်ပြောလို့ဆိုတော့ရူပံအတ္တတော်နာသမနုပတ္တိရုပ်ကိုအတ္တလို့လည်းမရှိတော့ဘူးသူကိုယ်တိုင်ကျင့်ထားတာလေနော်ကျင့်ထားတော့ခန္ဓာ၅ပါးရဲ့အမှန်တရားကိုသူသိသွားတယ်ခန္ဓာ၅ပါးပဲရှိတယ်ဒီခန္ဓာ၅ပါးဆိုတာအနိစ္စပဲမြင်နေတာမဟုတ်တစ်ချိန်လုံးဖောက်ပြန်နေတာပဲအနိစ္စဖြစ်တဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲတယ်ဆင်းရဲတာဒီအနိစ္စဖြစ်လို့ဆင်းရဲတာယောဂီများဟုတ်လားအနိစ္စဆိုရင်ဆင်းရဲပါမလားမဆင်းရဲဘူးအနိစ္စပြောင်းလဲနေလို့ကိုဒုက္ခဖြစ်တာခုနေအစဉ်ပြေနေတာပဲနေလို့ထိုင်လို့ခဏနေညောင်းကြိုက်လာပြန်ပြီဟုတ်တယ်မဟုတ်လားအခုနေလို့ထိုင်လို့ခဏနေမကောင်းဖြစ်နေပြန်ပြီအဲ့ဒါဒီအနိစ္စလားအနိစ္စလားအနိစ္စဖြစ်လို့ကိုဆင်းရဲနေတာအဲ့တော့အနိစ္စဖြစ်တယ်ဆင်းရဲတယ်ဆိုတော့အဲ့ဒီအနိစ္စဖြစ်တဲ့ဆင်းရဲတဲ့တရားဒီကိုပိုင်လို့လားကိုမပိုင်လို့လားကိုပိုင်လို့ရှိရင်တစ်ချိန်လုံးရှမ်းတောင်ထားမှာပေါ့အဲ့တော့အနတ္တအဲ့ကြောင့်ရူပံအတ္တတော်နာသမနုပတ္တိအဲ့လိုကိုယ်တိုင်ကျင့်ကြံကြိုးစားအားထုတ်ထားတဲ့ပုဂ္ဂိုလ်ကရုပ်ကိုအတ္တလို့မရှိတော့ဝေဒနာအတ္တတော်နဲ့ဝေဒနာအတ္တလို့မရှိတော့တင်ညာကိုအတ္တလို့မရှိတော့ဝေဒနာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးအတ္တလို့မရှိတော့အမှန်တိုင်းသိသွားပြီဟုတ်တယ်နော်အဲ့လိုခန္ဓာ၅ပါးကိုအတ္တလို့မရှိတဲ့အခါကျတော့ဘာဖြစ်လို့ဆိုတော့ပရိမောသောခန္ဓာ၅ပါးကိုအတ္တလို့မရှိတဲ့ပုဂ္ဂိုလ်သည်တတမေယဝခန္ဓာအဲ့ဒီခန္ဓာ၅ပါးနာမှာနာနုပရိဒါဝတိနာနုပရိဝတ္တိခန္ဓာ၅ပါးနာမှာရစ်ပတ်ပြီးတော့လည်းမသွားတော့ဘူးလှည့်လည်ပြီးတော့လည်းမပြေးတော့ဘူးခုနကခွေးလေးကိုကြိုးလေးဖြီလိုက်လို့ခွေးလေးလွတ်မြောက်သွားပြီဆိုရင် तू အဲ့ဒီတိုင်နာမှာသွားပါတော့မလားမတော့ तू ဝေးရကိုထွက်ပြေးမှာပဲဟုတ်တယ်နော်ခန္ဓာ၅ပါးကိုအတ္တလို့မရှိတဲ့လူသည်ခန္ဓာ၅ပါးနာမှာပြေးเสียအကြောင်းမရှိဘူးဒီခန္ဓာ၅ပါးဆိုတာတရှိန်လုံးဆိုးရတဲ့အရာလို့သိသွားရင်အဲ့ဒါကိုမလို့ရှင်တော့မလို့ရှင်တဲ့အခါကျတော့ပရိမုဇ္ဇတိဒုက္ခပရိမုဇ္ဇတိဝေဒနာယခန္ဓာ၅ပါးကနေလွတ်မြောက်သွားလိမ့်မယ်တဲ့ပရိမုဇ္ဇတိရူပသမပရိမုဇ္ဇတိဝေဒနာယခန္ဓာ၅ပါးကနေလွတ်မြောက်သွားပြီဆိုရင်ပရိမုဇ္ဇတိဇာတိယဇာတိဆိုတဲ့မွေးဘဝကနေလွတ်မြောက်မယ်ဇာရမရဏတောကပရိဒေဝနောက်ဆက်တဲ့ဆင်းရဲဒုက္ခတွေအကုန်လုံးကနေသူဘာဖြစ်သွားလွတ်မြောက်သွားမယ်ဟုတ်တယ်နော်အဲ့တော့ပြန်ပြောမယ်ဆိုရင်ခန္ဓာ၅ပါးကနေလွတ်မြောက်ရှင်ရင်အရင်ဆုံးခန္ဓာ၅ပါးကနားမှာလှည့်ပြီးတော့မသွားအောင်လုပ်ရမယ်ခန္ဓာ၅ပါးနားမှာလှည့်ပြီးတော့မသွားခြင်းဘူးဆိုရင်အရင်ဆုံးခန္ဓာ၅ပါးကိုတွေ့တာနေတဲ့တဏှာကိုဘာလို့အောင်ဖြတ်တော့ခန္ဓာ၅ပါးကိုတွေ့တာနဲ့တဏှာကိုဖြတ်ဖို့ဆိုရင်ခန္ဓာ၅ပါးကိုအတ္တလို့ရှုနေတဲ့အမြင်ကိုပယ်ရမယ်ခန္ဓာ၅ပါးကိုအတ္တလို့ရှုနေတဲ့အမြင်ကိုပယ်ဖို့ဆိုရင်နောက်ဆုံးပါလဲဝိဇ္ဇာဟုတ်လားဝိဇ္ဇာဆိုတဲ့အမှောင်ကြီးကိုခွင်းနိုင်တဲ့ပညာသိအောင်ရှိအောင်လုပ်ရမယ်ဒီလိုအစဉ်စဉ်သွားတာမဟုတ်လားတရားဒေသနာကဒီတိုင်းသွားနေတယ်အဲ့ဒါကြောင့်ဒီသုတ်တံပထမကတ္တုလဗရသုတ်တံမှာမြတ်စွာဘုရားရှင်ဒီတိုင်းပဲရှင်းပြထားတယ်ပထမဆုံးတန်တရာကမလွတ်နိုင်တဲ့လူတွေအကြောင်းကိုရှင်းပြထားဘူးလားပြီးလို့ရှိရင်တန်တရာကလွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြထားတယ်ရိုးရိုးရှင်းရှင်းလေးပဲနော်ယောဂီတို့အားလုံးကြားနေတဲ့တရားတွေပါပဲသိပြီးတော့အထူးဆန်းနေမဟုတ်ဘူးသို့တော့ဒီကြားနေတာလေးကိုပဲတရားဆိုတာရိုးရှင်းမှ
မှန်တယ်နော်စမ်းပြရင်တရားမဟုတ်ဘူးနော်အဲ့တော့ခန္ဓာ၅ပါးကိုအတ္တလို့ရှုနေတယ်များခန္ဓာ၅တန်တရားမလွတ်ဘူးခန္ဓာ၅ပါးအတ္တလို့မရှုရင်သူတန်တရားကနေလွတ်ပြီခန္ဓာ၅ပါးကနေလွတ်ပြီဒီလိုပြောတယ်နောက်တစ်ခုကိုဦးဇင်းတို့သွားကြည့်မယ်ဒါကဘာလဲဆိုတော့ဒုတိယဂတ္တုလဗဒသုတ်တံတဲ့အဲ့ဒီသုတ်တံထဲမှာဒီပထမဆုံးပြောတဲ့ဥပမာကတော့တူတယ်တန်တရားကြီးကရှည်တယ်ဆိုတာတူတယ်မတူတဲ့အပိုင်းလေးတွေဦးစားပြီးပြောမယ်ခုနကဥပမာလေးကတော့နည်းနည်းကွေးပြားတယ်ယောဂီများဥပမာလေးမှာမြတ်စွာဘုရားရှင်ဘာပြောရင်းဆိုတော့တေယထာပိဘိက္ခွေသာကဲလူလာပဲတော့လေဘင်းမှာတောက်ဆွဲထားတဲ့ခွေးတစ်ကောင်ဟာတဲ့ဒုတိယတော့မှာပြောတာနော်လေဘင်းမှာတောက်ဆွဲထားတဲ့ခွေးတစ်ကောင်ဟာအဲ့ဒီကျိုးနဲ့လည်းပဲသူ့ကိုတိုင်တိုင်မှာရစ်ပတ်ပြီးတော့ရှည်ထားတယ်တော့ကိစ္ဆန္တေပိတတမေယဝခေလေဥပကိစ္စတိသွားရင်လည်းပဲအဲ့ဒီတိုင်နာမှာသွားတယ်လေဒိဋ္ဌံတေပိတတမေယဝခေလေဥပကိစ္စတိရက်ရင်လည်းပဲအဲ့ဒီတိုင်နာမှာပဲရက်တယ်လေနောက်တော့ကထိုင်လည်းပဲအဲ့ဒီတိုင်နာမှာပဲထိုင်တယ်လေနောက်ဆုံးအိပ်ရင်လည်းအဲ့ဒီတိုင်နာမှာပဲအိပ်တယ်ဣရိယာပုတ်ပဲနှစ်ခုလေ၄ခုနဲ့ရှင်းပြရနော်သွားရင်လည်းအဲ့ဒီတိုင်နာမှာပဲအိပ်ရင်လည်းအဲ့ဒီတိုင်နာမှာပဲထိုင်ရင်လည်းအဲ့ဒီတိုင်နာမှာပဲနောက်တော့ကသွားရက်ထိုင်ရောင်းပေါ့နော်သွားရင်လည်းအဲ့ဒီတိုင်နာမှာရက်ရင်လည်းအဲ့ဒီတိုင်နာမှာထိုင်ရင်လည်းအဲ့ဒီတိုင်နာမှာအိပ်ရင်လည်းအဲ့ဒီတိုင်နာမှာပဲအိပ်တယ်လေဒါဥပမာဥပမေယမှာကြတော့မြတ်စွာဘုရားရှင်ကဘာပြောတော့ဆိုတော့အတုတ္တဝပုထုဇဉ်တော်လေဒီလိုပဲလေယဟန်တို့အကြမြင်တုတ္တမရှိတဲ့ပုထုဇဉ်ကရူပံယုတ်ကိုဧတံမမဒါငါပဲလို့ဆိုတယ်အတ္တတော်သမနုပတ္တိလို့မဟုတ်ဘူးเนาะဒီမှာဧတံမမလေရူပံယုတ်ကိုဧတံမမငါဧတံမမဆိုတာငါဟာဆိုတယ်ဧသောဟမသမိငါလို့ဆိုတယ်ဧသောမဲ့အတ္တငါရဲ့အတ္တပဲလို့ဆိုတယ်เนาะနောက်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးကိုဆွေးတာဘယ်နှချက်နဲ့ဆွေးရလဲ၃ချက်ဧတံမမငါဥစ္စာဆိုတာဒီတဏှာနဲ့ဆွေးတာနားလည်နော်ဧသောဟမသမီးငါပဲဆိုတာဒီမာနနဲ့ဆွေးတာဧသောမဲ့အတ္တဆိုတာကြတော့ဒိဋ္ဌိနဲ့ဆွေးတာတဏှာရဲ့မာနရဲ့ဒိဋ္ဌိခန္ဓာ၅ပါးကိုဆွေးတာဘယ်နှချက်လဲ၃ချက်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ပပိစတရားလို့ခေါ်တယ်ဘာတရားလို့ခေါ်လဲဘာဖြစ်လို့ပပိစဆိုတာဘာလဲဆိုတော့တန်တရာကိုရှစ်ထွင်တတ်တဲ့တရားပပိစရဲ့အဓိပ္ပာယ်ကလေပပိစလို့တော့ပါဠိလိုတော့ကြားထားတာပဲအဓိပ္ပာယ်မသိတဲ့ယောဂီများအတွက်ပေါ့နော်ပပိစဆိုတာဘာကိုရှစ်ထွင်တာလဲတန်တရာရှစ်ထွင်အဲ့ဒီတဏမာနဒိဋ္ဌိရှိနေသမျှတန်တရာကြီးကကျေနေမှာရှေ့နေမှာဟုတ်လားအဲ့တော့တဏဆိုတဲ့ဧတံမမခန္ဓာ၅ပါးကိုငါလို့ရှုတယ်ဧသောမသမီငါလို့ငါဥစ္စာလို့ရှုတယ်ငါလို့ရှုတယ်ဧတောမေအတ္တငါအတ္တလို့ရှုတယ်အဲ့လိုခန္ဓာ၅ပါးကနေအတ္တလို့ရှုနေတဲ့ပုဂ္ဂိုလ်ဟာသွားရင်လည်းအဲ့ဒီခန္ဓာ၅ပါးနားမှာပဲသွားတယ်ဥပမာလေးနဲ့နော်ရက်ရင်လည်းအဲ့ဒီခန္ဓာ၅ပါးနားမှာပဲရက်တယ်ထိုင်ရင်လည်းအဲ့ဒီခန္ဓာ၅ပါးနားမှာပဲထိုင်တယ်အိပ်ရင်လည်းအဲ့ဒီခန္ဓာ၅ပါးနားမှာပဲအိပ်တယ်ဝေမသွားနိုင်ဘူးဒီလိုပြောတာအဲ့ဒါကဆက်ဆက်ပြတာနောက်မြတ်စွာဘုရားရှင်ပြောတဲ့စကားတတ္တမတိဟဘိက္ခဝေသကံစိတ်တံပိဿဝကိတ္တဗံတတိပေးတာမြတ်စွာဘုရားရှင်ကနော်အလွန်မှတ်သားဖို့ကောင်းတဲ့စကားတစ်ခုတတိပေးတယ်ရှေးကသုံးနဲ့မတူဘူးဘိက္ခဝေယံတို့တတ္တမတိဟထို့တူထို့ကြောင့်ပင်လျင်သကံမိမိရဲ့စိတ်တံစိတ်ကိုပိဿဝကိတ္တဗံဆင်ရှင်ရမယ်တဲ့ဘယ်လိုဆင်ရှင်ရမလဲဆိုတော့ဒီကာရတမိတံစိတ်တံတန်ကိလေထံရာဂိနဒေါသနမောဟိနဣတံစိတ်တံဒီစိတ်ဟာလေဒီကာရတံတန်တရားထဲမှာကာလကြာညောစွာတန်ကိလေထံညင်နွမ်းလာခဲ့ပြီဘယ်တရားတွေနဲ့ညင်နွမ်းလာခဲ့ပြီလဲဆိုတော့ရာဂိနရာဂနဲ့ညင်နွမ်းလာပြီဒေါသေနဒေါသတရားတွေနဲ့ညင်နွမ်းလာပြီမောဟိနမောဟတရားတွေနဲ့တန်တရားတွေမှာစိတ်ဟာညင်နွမ်းလာခဲ့ပြီလေဒီလိုဆင်ခြင်ရမယ်နောက်ပြီးတော့ဗာဆက်ပြောလဲဆိုတော့စိတ်တတန်ကိလေထာတတ္တတန်ကိလေဇတိဘိက္ခဝေယံတို့စိတ်တတန်ကိလေထာစိတ်ညင်နွမ်းမယ်ဆိုရင်တတ္တတတ္တဝါတွေကတန်ကိလေသာတွေညင်နွမ်းတယ်တဲ့။ဘာညင်နွမ်းရင်ညင်နွမ်းလဲစိတ်ညင်နွမ်းရင်တတ္တဝါတွေညင်နွမ်းတယ်။စိတ်တဝိသုဒ္ဓတတ္တဝိသုဇန္တိစိတ်စင်ကြယ်ရင်တတ္တဝါတွေစင်ကြယ်တယ်တဲ့။ဒီစကားယဟန်တွေကိုမြတ်စွာဘုရားတတိပေးရနော်။အဲ့တော့အချင်းချုပ်ပြန်ပြောမယ်ဆိုရင်ယဟန်တို့မိမိရဲ့စိတ်ကိုစင်ကြယ်ရမယ်။ဘယ်လိုစင်ကြယ်ရမလဲဆိုတော့တန်တရာတွေမှာငါတို့ရဲ့စိတ်ဟာရာဂဒေါသမောဟတွေနဲ့ညင်နွမ်းလာခဲ့ပြီစိတ်ညင်နွမ်းရင်တတ္တဝါတွေညင်နွမ်းတယ်စိတ်စင်ကြယ်ရင်တတ္တဝါတွေစင်ကြယ်တယ်ဒါတော့အကျမ်းပြမှတ်တာဦးဇင်းသေးစိတ်ရှင်းပြပေးမယ်စိတ်ညင်နွမ်းရင်တန်တရာတွေမှာလေရာဂဒေါသမောဟတွေနဲ့
ညင်နှမ်းလာခဲ့ပြီပင်ပန်းလာခဲ့ပြီဆိုတာဘာပြောရလဲလို့ဆိုလို့ရှိရင်ဦးဇင်းတို့ရှေ့ကပြောခဲ့တယ်လို့တန်တရာကိုရှေ့ထင်တာကအဝိဇ္ဇာနဲ့တဏှာလို့ပြောတယ်မဟုတ်လားအဝိဇ္ဇာဆိုတာအမှန်တရားကိုမသိတာခန္ဓာ၅ပါးရဲ့အမှန်တရားကိုမသိတာတယောကိုကောက်ရင်ဘာကောက်လဲဆိုတော့မောဟကိုကောက်တယ်နော်အဝိဇ္ဇာကိုတယောကိုကောက်ရင်ဘာလို့ကောက်လဲမောဟကိုတယောကောက်တယ်အမှန်မသိတဲ့အခါကျတော့မစိုးလန်းဘူးလားရှေ့ကပြောတဲ့စကားလို့ပေါ့နော်စိုးလန်းတာကိုတယောကိုကောက်ရင်လောဘတဏှာကိုအဘိဓမ္မာစကားနဲ့ပြောရင်လောဘလို့ပြောလောဘနဲ့တဏှာတူတူပဲနော်အဲ့တော့အမှန်မသိတာဒီအဝိဇ္ဇာကိုမောဟလို့ခေါ်တယ်မောဟကြောင့်တဏှာဖြစ်တဲ့တဏှာကိုလောဘလို့ခေါ်တယ်အဲ့တော့ကိုကလိုချင်တဲ့အခါကျတော့အဲ့ဒါကိုရအောင်ကြိုးစားတယ်ရအောင်ကြိုးစားတဲ့အခါမှာတစ်ခါတလေမရတာမရှိဘူးလားရအောင်ကြိုးစားလို့မရဘူးဆိုရင်သူကဘာဖြစ်လဲစိတ်ဆိုးတယ်စိတ်မကောင်းဖြစ်တယ်ဒီလိုမဟုတ်လားအဲ့ဒါဒီပါလဲဒေါသတန်တရာမှာဒီတိုင်းသွားနေတာဟောနော်ရအောင်လုပ်တယ်ရရင်တော့လောဘဖြစ်တယ်မရရင်ဒေါသဖြစ်တယ်ကိုယ့်ကိုယ်ကိုလည်းစဉ်းစားကြည့်ပေါ့နော်ဒီတိုင်းသွားနေတာပဲအဲ့ဒါဒီဘဝပဲဒီတိုင်းဖြစ်တာမဟုတ်ဘူးနော်အရင်ဘဝတုန်းကလည်းဒီတိုင်းပဲတိရစ္ဆာန်ဖြစ်လဲဒီတိုင်းသွားနေတာအဲ့တော့တန်တရာတစ်လျှောက်လုံးမှာရာဂဒေါသမောဟဆိုတဲ့ဒီတရားတွေကြောင့်စိတ်ကညှဉ်းနှွမ်းနေတယ်လို့မြတ်စွာဘုရားရှင်ပြောတာမထင်ရှားဘူးလားထင်ရှားပါတယ်နောက်တစ်ခွန်းပြောတယ်မြတ်စွာဘုရားစိတ်ညှဉ်းနှွမ်းရင်တတ္တဝါတွေညစ်တယ်စိတ်ညှဉ်းနှွမ်းရင်တတ္တဝါတွေညစ်တယ်ဆိုတာဘာပြောတာလဲဆိုလို့ရှိရင်ဦးဇင်းတို့လောဘနဲ့သိရင်ရေပုံရနော်လောဘနဲ့သိရင်ဘာဘေပုံရောက်လဲပိတ်တာဖြစ်တယ်ဒေါသနဲ့သိရင်လောဘနဲ့သိရင်မောဟနဲ့သိရင်တိရစ္ဆာန်ဒါရေပုံရပြောထားတာဟုတ်လားအဲ့လိုဆိုရင်တိရစ္ဆာန်ဘဝတွေအပေစင်းရဲဘဝတွေအလွန်တရာဆိုးဝါးညစ်ပတ်တဲ့အောက်အပေဘဝတွေရောက်ရတဲ့အကြောင်းတရားကဘာကြောင့်လဲဒီရောဘဒေါသမောဟဆိုတဲ့စိတ်ရဲ့အငြိကြေးကြောင့်ပဲမဟုတ်လားအဲ့တော့စိတ်ညှင်းတော့ရင်တတ္တဝါတွေညစ်တယ်တခုပဲကုသင်းတို့ယောဂီတို့စိတ်ညစ်လို့စိတ်ထဲမှာကိလေသာတရားတွေနဲ့ညစ်ပယ်ပြီးတော့မတော်တဆဆုံးမသွားခဲ့မယ်ဆိုရင်ဥစဉ်တို့ရဲ့ဂတိကောင်းပါမလားမကောင်းဘူးဂတိမကောင်းဘူးဆိုတာအပေစင်းဘဝတွေရောက်သွားမယ်လို့ပြောတာပိဋ္ဌာဖြစ်ရင်ဖြစ်တယ်ငရေဖြစ်ရင်ဖြစ်မယ်တိရစ္ဆာန်ဖြစ်ရင်ဖြစ်သွားမယ်အဲ့လိုပြောတာအဲ့ဒါစိတ်ညစ်တော့ရင်တတ္တဝါတွေညစ်တယ်နောက်တစ်ခါစိတ်ဖြူစင်ရင်တတ္တဝါတွေဖြူတယ်ဆိုတာဘာပြောရလဲဆိုတော့စိတ်ဖြူစင်တယ်ဆိုတာဒီကိလေသာအညစ်အကြေးမရှိတဲ့စိတ်ကဖြူစင်တာပဲအဲ့တော့ဖြူစင်တဲ့အပိုင်းမှာကျတော့အဆင့်3ဆင့်ရှိတယ်အဆင့်ဘယ်နှဆင့်ရှိလဲ3ဆင့်ပထမအဆင့်ကတော့ပထမအဆင့်စိတ်ဖြူစင်တာအလေအလတ်စိတ်ဖြူစင်တာရဲ့အမြင့်ဆုံးစိတ်ဖြူစင်တာဆိုပြီး3ပိုင်းရှိတယ်ပထမအဆင့်ကတော့သီလကုသိုလ်ဒါနကုသိုလ်လေးတွေနော်ဒါနကုသိုလ်သီလကုသိုလ်တွေလုပ်လို့စိတ်ကလေးတွေဖြူစင်လာပြီဆိုရင်အဲ့ဒီကုသိုလ်ရဲ့အကျိုးဆက်ကလူဘဝရမယ်နတ်ဘဝရမယ်ဟုတ်တယ်မဟုတ်လားတကယ်လို့အဲ့ထက်ကိုအစင်းမြင့်လို့သမထဝိပဿနာသမထဘာဝနာတွေပေါ်လို့ဇန်တွေဘာတွေရပြီဆိုရင်ဇန်ကကုသိုလ်ထက်ပိုမမြင့်ဘူးလားအဲ့တော့ဇန်နဲ့သေသွားလို့ရှိရင်သူဘယ်ဘဝတွေရမလဲဗြဟ္မာဘဝတွေရမယ်ခုနကလူတွေတဲ့နတ်တွေတဲ့ပိုမမြင့်ဘူးလားသူကမြင့်တယ်နောက်ဆုံးစိတ်ဖြူစင်ကြကြတော့မက်ကုသိုလ်ဝိပဿနာကုသိုလ်ဟုတ်လားတကယ်လို့မက်ကိုဝိပဿနာအဆင့်တွေတက်ပြီးတော့အဆင့်မြင့်ပြီးတော့ကိုကမက်ဖို့တွေကိုထိုးထွင်းသိသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်လူဘဝရစရာလည်းအကြောင်းမရှိဘူးဗြဟ္မာဘဝရစရာလည်းအကြောင်းမရှိဘူးအလွန်တရာမြဖြူစင်တန်ရှင်းပြီးတော့ဒုက္ခအပေါင်းကလွတ်မြောက်နိုင်တဲ့နိဗ္ဗာန်ရသွားမယ်နိဗ္ဗာန်ဆိုတာဗြဟ္မာထက်လည်းမြင့်တယ်လူနဲ့ထက်လည်းမြင့်တယ်ဘာဖြစ်လို့လဲဆိုတော့အဆင့်အမြင့်ဆုံးဖြစ်တဲ့ဗြဟ္မာမှာဒုက္ခတွေမရှိသလိုထင်ရမယ်သူ့မှာသေရှင်းဆိုတဲ့ဒုက္ခရှိတယ်နော်နောက်ပြီးရင်မွေးဖွားခြင်းဆိုတဲ့ဒုက္ခရှိနေတာပဲအဲကြောင့်မြတ်စွာဘုရားရှင်ကဘဝဆိုရင်ဘယ်ဘဝကမှမရှိကြဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီဇာတိဇရာမရဏဆိုတဲ့ဒီဒုက္ခတွေရှိနေသေးလို့ဘဝဆိုရင်ဘယ်ဘဝကိုမှမြတ်စွာဘုရားရှင်မရှိကြဘူးနားလည်ပါရဲ့နော်အဲကြောင့်စိတ်ဖြူစင်ရင်တတ္တဝါတွေဖြူစင်တယ်စိတ်ညစ်ရင်တတ္တဝါတွေညှဉ်းနှွမ်းတယ်ဆိုတာနားလည်ပါရဲ့နော်အဲ့တော့ခါကျတော့မြတ်စွာဘုရားရှင်ကဘာဆက်ဟောလဲဆိုလို့ရှိရင်ယဟန်တို့လက်သင်တို့ဟာစရဏလို့ခေါ်တဲ့ပကြီးကားချက်တွေမြင်ဘူးကြလားလက်ယဟန်တွေကိုမေးတာအရှင်ဗျာလက်မြင်ဘူးပါတယ်ဗျာပကြီးကားချက်ဆိုစရဏပကြီးကားချက်ဆိုတာဥမာနန်းရတွေမှာကတ်ထားတဲ့ရှေ့ကဗျမန္တတွေဝါဒဖြန့်တဲ့အခါမှာသုံးတယ်ပကြီးကားချက်လေးတွေဆွဲတယ်လေဒါအာကုသူတွေလို့ရင်ဒီငရေမှာခံရတယ်ဒီမှာကလုတ်တဲ့ပုံစံပြထားဒီဘက်ကခံရတဲ့ပုံစံလေးတွေပြထားတယ်အဲ့ဒါကြတော့သူတို့ကတကယ်တော်တဲ့ပကြီးဆရာလေးကိုဆွဲခိုင်းပြီးတော့လူတွေအဲ့ဒီပကြီးမြင်ပြီးတော့တန်ဝကတွေရတော့အောင်ဆွဲထားတာနော်အဲ့လိုဆွဲထားတာကိုစရဏပကြီးကားချက်လို့ခေါ်တယ်အခက်ကလေးကနာမည်ကြီးပြီးသားအဲ့ဒီခါကျတော့ယဟန်တွေကမြင်ဘူးပါတယ်ဖေဟာလက်
ဘိက္ခဝေယံတို့လေအဲ့ဒီစရဏပကြီးကားချက်ထက်စိတ်ကပူပြီးတော့ဆန်းကြည်တယ်လေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစရဏပကြီးကားချက်ကိုဘာနဲ့ပဲဆွေးရလဲစိတ်နဲ့ပဲဆွေးတာဟုတ်တယ်မဟုတ်လားပကြီးကားချက်ဆန်းကြည်တာဒီဘာဆန်းကြည်လို့စိတ်ဆန်းကြည်လို့စိတ်ကအဲ့ဒီပကြီးကားချက်တဲ့သာပြီးတော့ဆန်းကြည်တယ်လေဒါတစ်ချက်မြတ်စွာဘုရားပြောနော်နောက်တစ်ခါကျတော့ဘာပြောလဲဆိုလို့ရှိရင်ယန္တို့လေဒီလောကကြီးမှာတရိษံတတ္တဝါတွေလောက်ဆန်းကြည်တဲ့တတ္တဝါမရှိဘူးလေဟုတ်လားတရိษံတွေပုံစံမျိုးစုံမရှိကြဘူးလားရှိတာမှအများကြီးဦးဇင်းတို့မသိတာတွေလည်းအများကြီးရှိတယ်ဟုတ်လားပုံစံမျိုးစုံနဲ့ရှိတယ်အဲ့ဒီတရိษံတွေလောက်ဆန်းကြည်တဲ့တတ္တဝါတွေမရှိဘူးလေမမြင်ဘူးလေအဲ့ဒီတရိษံတွေကိုဆန်းကြည်အောင်ဘာကလှုပ်ထားလဲစိတ်ကပဲလှုပ်ထားတာဟုတ်လားတရိษံတွေကိုဆန်းကြည်အောင်ဘယ်ကလှုပ်ထားလဲစိတ်ကလှုပ်ထားတာလေအဲ့ဒါကကြတော့ဘယ်လိုဖြစ်သွားတာလဲဆိုတော့ဦးဇင်းနည်းနည်းရှင်းပြပေးမယ်စိတ်ကလှုပ်တယ်ဆိုတော့တချို့တရိษံတွေကရှည်လေးချောင်းရှိတယ်ဟုတ်လားတချို့ကရှည်နေချောင်းရှိတယ်တချို့ကရှည်မရှိဘူးဟုတ်လားအဲ့လိုတရိษံတွေပုံစံမျိုးစုံနဲ့ဆန်းကြည်အောင်ဘာလုပ်လဲဆိုတော့သူတို့ရဲ့အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံပေါ့နော်အဲ့ဒီအကုသိုလ်ကံကိုလုပ်တဲ့အခါမှာသူတို့စိတ်ကလေးတွေကွေးပြားပြီးတော့တယောက်နဲ့တယောက်မတူကြဘူးတတဝါတစ်ခုကံတစ်ခုပြီးရင်အဲ့ဒီကံကိုဆန်းကြည်အောင်ဗာစိတ်ကလုပ်တာဥပမာဆိုပါစို့တတဝါတယောက်ကိုတတ်တယ်ဆိုပါစို့တတ်တဲ့အခါမှာလည်းတချို့ကလည်းပဲစိတ်ပါလည်းပါတတ်တာမရှိဘူးလားတချို့ကလည်းပဲမတတ်ရှင်မင်းနဲ့စားဝတ်နေရတဲ့လောရတာလည်းမရှိဘူးလားစိတ်ပါလည်းပါတတ်တဲ့လူနဲ့စားဝတ်နေရတဲ့မလွေးတာလို့လောရတဲ့လူနဲ့တတ်တာရှင်းကတော့အတူတူပဲဒါမဲ့စိတ်ထားလေးတွေတူလားမတူတဲ့အခါကျတော့သူတို့အကျိုးပေးရင်တူပါမလားမတူဘူးအဲ့ဒါစိတ်ထားကြောင့်ဖြစ်တာကိုယ်ပြတာဟုတ်တယ်နော်နောက်တစ်ခုကုသိုလ်လုပ်တာမှလည်းပဲလူပုံမှာတော့လူတယောက်နဲ့တယောက်တူလားမတူဘူးတချို့ကလည်းရှမ်းတာတချို့ကလည်းစင်းရဲတချို့ကလည်းရုပ်လျှော့တယ်ရုံမလျှော့ပုံစံမျိုးစုံမရှိကြဘူးလားဥပမာဒါနကုသိုလ်လုပ်တာမှပဲကြည့်တချို့ကလည်းပဲဒီဒါနကုသိုလ်နဲ့လူဘဝတွေရခြင်းတယ်ဟုတ်လားဒီတဲ့အစင်းမြင့်တဲ့နတ်ဘဝတွေလိုချင်တယ်တချို့ကလည်းပဲတန်တရားဆင်းရဲကနေပြီးတော့လွတ်မြောက်ရှင်တယ်ဆိုတဲ့အလူစိတ်နဲ့ဒါနလုပ်တယ်ဒါနလုပ်တာချင်းအတူတူပဲဒါပေမဲ့စိတ်ထားလေးတွေတူလားမတူတချို့ကဒါနလုပ်တာတော့မှပဲသားလေးမြေးတွေစုံစုံလေးနေနဲ့ဟုတ်လားလှုပ်ရှင်တယ်ဘာဖြစ်လို့လဲအရင်ဘဝမှာပြန်ပြီးတော့ဆုံရှင်သေးတာကိုဟုတ်လားအဲ့တော့ခန္ဓာ၅ပါးလို့မသိတာဒုက္ခပေါ့နော်အဲ့ဒီမသိတာပြန်ပြီးတော့ဆုံရှင်သေးတယ်လေအလူလှုပ်တာမှာကဲအဲ့ဒါကြတော့ဒီဝိပဿနာတရားအားထုတ်နေတဲ့လူတွေအနေနဲ့ဆိုရင်ဒါတော်တော်ကိုဆိုးသွားတဲ့ဥစ္စာဟုတ်လားအရင်ဘဝတွေကိုတော့ तू တောင်းတနေသေးတယ်လေအဲ့ဒီခါကျတော့တကယ်လို့အရင်ဘဝမှာကိုကဒီသားသမီးနဲ့ပြန်ဆုံရပါဆိုပြီးဆိုတော့ဒီသားသမီးအရင်ဘဝမှာအခုလိုကောင်းတယ်မဟုတ်ဘူးနဲ့အဆိုးတရားဖြစ်နေဘယ်လိုလုပ်မလဲဟုတ်လားဒီအမျိုးသမီးနဲ့ပြန်ဆုံရပါဒီအမျိုးသားနဲ့ပြန်ဆုံရပါရေးဆိုလို့အဲ့ဒီအမျိုးသမီးအမျိုးသားကအရင်ဘဝမှာကိုကြိုက်တဲ့ပုံစံမဟုတ်ရင်ဘယ်လိုလုပ်မလဲဟုတ်လားအဲ့တော့တချို့ပြောရလေဘယ်လိုလုပ်ပြီးတော့ဒီယောက်ျားကြီးကြိုက်မိလဲမသိပါဘူးမပြောကြဘူးလားဒီမျိုးသမီးနဲ့ဘယ်လိုလုပ်ပြီးတော့ငါဆုံလဲမသိပါဘူးအဲ့ဒါဆူတောင်းမှားခဲ့တာယောဂီများဟုတ်လားကိုကတော့မကြိုက်ဘူးဒါမဲ့ဆုံသွားတယ်ဘယ်လိုဆုံလဲအရင်ဘဝကဆုံရပါစေဆူတောင်းခဲ့တယ်ဟုတ်လားဒီဘဝမှာတော့ကြိုက်လားမကြိုက်ဘူးဒါမဲ့ဆုံသွားတာပဲအဲ့ဒါကြောင့်ဆူမတောင်းနဲ့နော်အရင်ဘဝဘာဖြစ်ရဘာညာဖြစ်လို့ဆူမတောင်းလဲဆူတောင်းမှရင်ပြဿနာတက်တယ်ဟုတ်လားဆုံကျင်တဲ့လူနဲ့ဆိုသူကုသိုလ်လေးဆုံကျင်တဲ့လူနဲ့ဆုံဖို့ဟုတ်တယ်မဟုတ်လားအမှန်ကဘဝမရရင်အကောင်းဆုံးပဲဟုတ်တယ်နော်အဲ့ဒါကြောင့်တရိษံတွေစမ်းကြည့်တာဘာကြောင့်စမ်းကြည့်လဲလို့စိတ်စမ်းကြည့်လို့တရိษံတွေစမ်းကြည့်တယ်လေနောက်တစ်ခုကဘာပြောလဲဆိုလို့ရှိရင်ဒီနယံဆေးရပကြီးဆရာတွေပပုဆရာလေးတွေနယံလေးတွေမှာဆေးရောင်လေးတွေမျိုးစုံနဲ့ပကြီးလေးတွေရှည်သားကြတယ်လို့ပဲလေမြတ်စွာဘုရားရှင်ကလေပကြီးလေးတွေဆေးရောင်လေးတွေဥမာဒီအမျိုးသမီးယောက်ျားနေရာမှာယောက်ျားမိန်းမနေရာမှာမိန်းမရှည်နေရာရှည်လက်နေရာလက်တချို့နေရာမှာတစ်ပင်လေးတွေထည့်လိုက်တယ်တောင်တန်းလေးတွေလောက်တယ်အဲ့လိုပကြီးရှည်သားတယ်လို့ပဲပုထုဇဉ်တွေဟာဖြစ်မယ်ဆိုရင်ခန္ဓာ၅ပါးကိုပဲဖန်တီးကြတယ်ပကြီးဆရာကပကြီးဖန်တီးတယ်လို့ပုထုဇဉ်ကဘာကိုဖန်တီးလဲခန္ဓာ၅ပါးကိုဖန်တီးတယ်အဲ့တော့ဖန်တီးတဲ့အခါမှာပါတချို့ကပကြီးဆရာကျွမ်းကျင်တယ်ဆိုရင်အဲ့ဒီပကြီးကားချက်လေးမလှဘူးလားပကြီးဆရာညံ့ရင်တော့ပကြီးကားချက်လည်းညံ့မှာပဲမလှမှာပဲဟုတ်လားပုထုဇဉ်တွေခန္ဓာကိုဖန်တီးတဲ့အခါမှာတချို့ကကျွမ်းကျင်နဲ့ဖန်တီးတတ်တယ်ဟုတ်လားကုသိုလ်တွေလုပ်တယ်သီလတွေပွားတယ်အဲ့တော့တချို့ကလူရလာတော့မှလူမှအစင်းမြင့်တဲ့လူတွေဖြစ်တယ်နော်ချမ်းသာတဲ့လူတွေဖြစ်တယ်ကိုဖန်တီးတဲ့ခန္ဓာ၅ပါးကိုစနစ်တကျသူလုပ်ခဲ့လို့ဟုတ်လားတချို့ကလည်းဗယံပရာဖန်တီးတာဟုတ်လားဗယံပရာတွေလုပ်တယ်နေခြင်းသလိုနေလှုပ်ခြင်းသလိုလုပ်တော့အဲ့ဒီသူ့ရဲ့ခန္ဓာ၅ပါးလှပါမလားမလှတော့ထွက်လာပုံပြက်ပန်းပြက်ဟုတ်လားတရိษံဘဝတွေရောက်သွားတယ်တရိษံဖြစ်တာတော့ပုံပြက်ပန်းပြက်ဟုတ်လားအဲ့လိုတွေဖြစ်သွားတာအဲ့ဒါကိုပြောတယ်မြတ်စွာဘုရားရှင်က
ကဲနောက်ဆုံးကြတော့မြတ်စွာဘုရားရှင်ဝိပဿနာလမ်းကြောင်းကိုတင်ပေးလိုက်တယ်ယဟန်တွေကိုလေတရားနာတဲ့ပုဂ္ဂိုလ်တွေကိုဝိပဿနာလမ်းကြောင်းကိုတင်ပေးတဲ့အပိုင်းမှာကြတော့မြတ်စွာဘုရားရှင်မေခွန်းထုတ်တယ်ရူပံဘိက္ခုေနေဆံဝါအနိဆံဝါယဟန်တို့လက်မင်းတို့သင်တို့ရှုနေတဲ့ရူပံခန္ဓာ၅ပါးထဲမှာရူပံဆိုတဲ့ရုပ်တရားသည်နေဆလားအနိဆလားလက်ဟုတ်လားအဲ့တော့ဘယ်အရန်တွေကဘယ်လိုဖြေတော့ဆိုတော့အနိဆပါဗျာဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရှင်အနိနာမှာနေတဲ့ယဟန်တွေသည်မြတ်စွာဘုရားရှင်စီမှာကြာကြာနာနာခန္ဓာ၅ပါးအကြောင်းကိုသင်ထားပြီးသားသင်ထားပြီးတော့ကိုယ်တိုင်လည်းပဲကြင်ကြံကြိုးစားအားထုတ်နေပြီးသားအားထုတ်နေတော့ဒီရုပ်ခန္ဓာကိုယ်ကမြေသလားလို့မြတ်စွာဘုရားမြေးလိုက်တဲ့အခါမှာကြားဘူးနာဝါနဲ့ဖြေတာမဟုတ်ဘူးဟုတ်တယ်နော်ကိုယ်တိုင်အားထုတ်နေသည့်အတွက်ကြောင့်မြတ်စွာဘုရားရှင်ကရုပ်ကမြေသလားလို့မေးတယ်အဲ့တော့ငါတို့ကဒီလိုမြင်ထားတော့မမြေးပါဗျာလို့နှုတ်ကနေအလိုလိုထွက်သွားတာဟုတ်တယ်နော်အဲ့တော့ယံပန္နာနိစ္စံယံတို့တဲ့အဲ့ဒီမမြဲတဲ့ယုတ်တရားဒီဒုက္ခံဝါဒုက္ခံဝါဒုက္ခလားဒုက္ခလားဒီလိုမေးတာနော်ယံတွေကဘယ်လိုဖြေလဲဆိုတော့ဒုက္ခံဝါဗန္တိဒုက္ခပါဗျာမမြဲမှတော့ဒုက္ခပါပဲရှေ့ကပြောခဲ့သလိုပေါ့နော်ပြီးရင်မြတ်စွာဘုရားဗာမင်းလဲဆိုတော့ယံပန္နာနိစ္စံဒုက္ခံဝိပရိနာမတံပဲအနိစ္စဖြစ်တယ်ခန္ဓာယုတ်ပရူပခန္ဓာကဒုက္ခဖြစ်တယ်ဝိပရိနာမတံပဲအရှင်တိုင်းဖောက်ပြန်နေတယ်ဆိုရင်အဲ့ဒီယုတ်တရားကိုဧတံမမဒါကငါဥစ္စာပဲဧတောဟမသမိဒါကငါပဲဧသောမေအတ္တဒါငါရဲ့အတ္တပဲလို့ရှုသင့်လားမရှုသင့်ဘူးလားဒီလိုမေးရနော်ယဟန်တွေကမရှုသင့်ပါဗျာဒီလိုမေးတာဒီလိုဖြေတာအဲ့တော့ကိုယ်တိုင်ကမြင်ထားသည့်အတွက်ကြောင့်ဒီလိုဖြေနိုင်တာနော်မမြင်ဘူးဆိုရင်သူများဖြေတယ်ဆိုရင်တော့ဒါအသိဉာဏ်မဟုတ်ဘူးဟုတ်လားကိုယ်တိုင်မြင်လို့ဖြေတာယဟန်တွေကအဲ့လိုဖြေတော့ဧတံမမဒီယုတ်တရားကိုငါလို့မမြင်တော့ငါဥစ္စာလို့မမြင်တော့ဘူးဒါနဲ့ပတ်သက်လို့ဦးဇင်းကဥပမာလေးတခုပြောပြရင်ပုထုဇဉ်တွေပေါ့နော်ဖြစ်ပုံပါဒီခွက်ကလေးပေါ့ဒါဦးဇင်းကဒီခွက်ကလေးကိုဒါငါရဲ့ဥစ္စာပဲလို့ပြောလိုက်တယ်ဟုတ်လားငါရဲ့ဥစ္စာပဲလို့ပြောလိုက်တော့တစ်ဖက်လူတွေကဘယ်လိုမြင်လဲဆိုတော့ဒါတော့သူ့ဥစ္စာမဟုတ်ဘူးသူ့ဥစ္စာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ဥစ္စာပဲလို့ပြောနေတယ်နားလေပြေးလို့ရသေးတယ်ဒီဦးဇင်းကပြောမယ်ဒီခွက်ကငါပဲလို့ပြောလိုက်တဲ့အခါကျတော့ပြဿနာရှိမသွားဘူးလားရှိတော့ဒီဥစဉ်နည်းနည်းတခါလော့သွားပြီလားမသိဘူးဟုတ်လားဒီခွက်ကိုသူနဲ့ဘာမှမဆိုင်တဲ့ခွက်ကိုဘာလို့ပြောနေလဲငါလို့ပြောနေတယ်ဒီခွက်ကငါလို့ပြောနေတော့မှပဲကွေးသွားတယ်ဆိုရင်သူပြောနေတာမှားနေပြီဟုတ်လားနောက်တစ်ခါဘာပြောလဲဆိုတော့ဒီခွက်ကငါရဲ့အတ္တပဲအမေရတော့သူလွတ်သွားပြီတော်ကြီးကိုလွတ်သွားပြီဟုတ်လားအဲ့လိုပြောတဲ့လူပတ်ဝန်းကျင်ကယူရလို့မပြောဘူးလားပြောမှာပဲဒါပေမဲ့စဉ်းစားကြည့်စမ်းခန္ဓာ၅ပါးကိုနော်ငါရဲ့ဥစ္စာပဲလို့မပြောဘူးလားဒါမှငါရဲ့ဥစ္စာလို့ပြောနေတဲ့ခန္ဓာ၅ပါးကသူ့အလုပ်သူလုပ်နေတာသူပုံစံအတိုင်းပဲသူသွားနေတာကိုယ်စကားနားထောင်လားမနားထောင်ဘူးဟုတ်ပြီရသေးတယ်ငါဥစ္စာလို့ပြောအဲ့ဒါကိုငါပဲလို့ပြောတာကြတော့နည်းနည်းလွတ်လာပြီနော်ငါရဲ့အတ္တပဲလို့ပြောလိုက်အတ္တဆိုတဲ့မြေတဲ့အရာတစ်ခုမှမရှိတာကိုငါရဲ့အတ္တပဲလို့ပြောလိုက်တာကြတော့တော်ကြီးကိုဆိုးဝါးမသွားဘူးလားအဲ့ဒါကြောင့်ပုထုဇဉ်တော့ဒါပဲအကုန်လုံးကဘာဖြစ်နေကြရလဲအဲ့ဒါကအရိယာနေပေကနေပြောရနော်အရိယာအမြင်ကနေပြောတယ်ဆိုရင်ပုထုဇဉ်တွေအားလုံးကဘာဖြစ်နေကြရလဲယူနေကြတယ်အကုန်လုံးယူနေကြတယ်ဟောဖုံလေးတစ်လုံးကန်တော့အသေးဝေလာတဲ့ခါကျတော့အဲ့ဒါကွေးမှကြောက်တာနဲ့ဟုတ်လားအပေါ်လေးမှတဲ့ကားလေးတစ်စီးအသေးဝေလာတော့ပေမှကြောက်တာနဲ့နွားမှကြောက်ရှေ့ရထွင်းရဖြစ်မှကြောက်တာနဲ့ဟုတ်လားဖောက်ပြန်နေတဲ့အရာကြီးကိုအမျက်တနုတရွတ်တရနဲ့ဟုတ်လားသားပဲသမီးပဲဆိုပြီးဆွဲတာပိုတော့ဆိုသေးတယ်အဲ့ဒါကြတော့ဒီအရိယာနေပေကနေကြည့်လိုက်တော့တွတ်တွတ်ခါအောင်ယူနေကြတာယူတာမဟုတ်ဘူးနော်ယောဂီများဦးစင်းတို့လည်းပါရဲ့နော်အကောင်လုံးပဲတွတ်တွတ်ခါအောင်ယူနေကြတာလေအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကယုတ်ကိုဧတံမမဒါငါဥစ္စာပဲဧသောမသမီးငါပဲငါရဲ့အတ္တပဲလို့မမြင်သင့်ပါဘူးမရှုသင့်ပါဘူးအဲ့လိုမရှုသင့်တော့အခါကျတော့လေမြတ်စွာဘုရားဘာပြောလဲဆိုတော့ယရတီတံအတိတ်မှာရှိနေတဲ့ဒီရုပ်ခန္ဓာကိုအဲ့လိုမရှုသင့်တယ်လို့ဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာခန္ဓာ၅ပါးလုံးကိုငါလို့ငါဥစ္စာငါရဲ့အတ္တလို့မရှုသင့်ဘူးအဲ့လိုမရှုသင့်ပြီးတော့ဘာပြောအောင်ဆိုလို့ရှိရင်အတိတ်မှာဖြစ်ခဲ့တဲ့ခန္ဓာ၅ပါးအနာဂတ်မှာဖြစ်လာမဲ့ခန္ဓာ၅ပါးအစ္ဆတမှာကိုယ်တွင်းမှာဖြစ်နေတဲ့ခန္ဓာ၅ပါးဗဟိတကိုယ်နဲ့ပြင်ပမှာရှိနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာ၅ပါးပြီးရင်ယုံညံ့တဲ့ခန္ဓာ၅ပါးမြင့်မြတ်တဲ့ခန္ဓာ၅ပါးပြီးရင်ဝေးကြီးမှာရှိနေတဲ့ခန္ဓာ၅ပါးအနိမ့်မှာရှိနေတဲ့ခန္ဓာ၅ပါးဘေခန္ဓာ၅ပါးပဲဖြစ်ဖြစ်လက်
ဧတံမမနေတံမမဒါကငါဥစ္စာမဟုတ်ဘူးနေသောမသမီးဒါငါမဟုတ်ဘူးနေတော့မေအတ္တဒါငါအတ္တမဟုတ်ဘူးတမ္မာပညာရတတ်ထပဲပညာနဲ့အဲ့လိုမြင်အောင်ရှုရမယ်အဲ့ဒါဒီဘာလမ်းကြောင်းကိုပြောနေတာလဲဝိပဿနာလမ်းကြောင်းကိုတင်ပေးနေတာနော်ခန္ဓာ၅ပါးကိုဒီလိုရှုရမယ်လို့ဘုရားရှင်ကဘာလို့ပေးနေတာလဲသင်ပေးနေတာနော်အဲ့လိုသင်လို့အဲ့လိုမြင်သွားလို့ခန္ဓာ၅ပါးကိုမမြဲဘူးလို့မြင်သွားတဲ့အခါကျတော့လေသူကဘာဖြစ်လာလုံးဆိုလို့ရှိရင်ရူပသမိနိဗ္ဗိတတိရုပ်ခန္ဓာကိုယ်ပေါ်မှာလည်းပဲသူကဘာဖြစ်လဲငြင်းငွေ့လာတယ်မမြဲဘူးလို့သိလာတော့ငြင်းငွေ့လာရင်လေဥပမာပြောမယ်ဆိုလို့ရှိရင်လူတယောက်ဈေးတဲကအင်ဂျီတွေသွားဝေတယ်ဝေတဲ့အခါကျတော့အင်ဂျီကိုပုံစံလေးကြည့်တော့သူကြိုက်သွားတယ်ပေါ့ကြိုက်သွားတော့ဝေမဲလို့လှုပ်တော့အင်ဂျီမှာအပေါက်၃ပေါက်တွေ့တယ်ဟုတ်လားအပေါက်၃ပေါက်တွေ့တော့သူဝေပါတော့မလားအစားလုံးကသူကြိုက်နေတဲ့အင်ဂျီလေးအပေါက်လေးတွေ့တော့မဝေတော့အဘယ်လို့ဆိုတော့သူကအပေါက်ကိုမကြိုက်တာလားအင်ဂျီကိုမကြိုက်သွားတာလားဆိုတော့အပေါက်ကိုမဟုတ်ဘူးနော်အပေါက်ကိုအရင်ကတော့သူမကြိုက်ဘူးနားလေလားဘာကိုအရင်တော့ကအင်ဂျီကိုကြိုက်တယ်ဒါပေမဲ့အပေါက်လေးကိုတွေ့သွားတော့အင်ဂျီကိုမကြိုက်တော့ဘာကြောင့်မကြိုက်တာလဲအပေါက်တွေ့သွားလို့ခန္ဓာ၅ပါးပေါ်မှာ तू ဆွဲလန်းနေတယ်ဆိုတော့ခန္ဓာ၅ပါးရဲ့အပြစ်၃ချက်ကို तू မတွေ့သေးလို့ဟုတ်တယ်နော်ခန္ဓာ၅ပါးရဲ့အပေါက်လေး၃ပေါက်ကို तू တွေ့သွားတော့လိုချင်ပါတော့မလားမလိုချင်တော့ဘူးနော်မလိုချင်တော့လွှမ်းပြရမှာပေါ့ရူပသမိနိဗ္ဗိတတိရုပ်ခန္ဓာကိုလည်းညင်းငွေ့လာတယ်ဝေဒနာယပိနိဗ္ဗိခုနကခန္ဓာ၅ပါးကို तू ကဘာဖြစ်လာလဲညင်းငွေ့လာနိဗ္ဗိတံဝိရဇတိညင်းငွေ့သွားတဲ့ညင်းငွေ့လာတဲ့အခါမှာဝိရဇတိတက်မှတ်မှုကင်းလာတယ်မလိုချင်တော့ဘူးလို့ပြောတာအရင်ဆုံးညင်းငွေ့ရမှာနော်ညင်းငွေ့တော့မလိုချင်တော့ဘူးဝိရာကောဝိမု စတိမလိုချင်ဘူးဆိုရင်အဲ့ဒီခန္ဓာ၅ပါးကနေဝိမု စတိလွတ်မြောက်မယ်လေလွတ်မြောက်သွားမယ်ဒါကနိဗ္ဗိဒဆိုတာဝိပဿနာဉာဏ်ရင့်တန်လာတာကိုပြောတာဝိရာဂဆိုတာမဉဏ်ကိုရတာကိုပြောတာဝိမု စဆိုတာလွတ်မြောက်သွားတဲ့ဖိုဉဏ်ကိုရတာကိုပြောတာဟုတ်နော်ဝိမု တသမင်ဝိမု တမိတိညာဏဟောတိယံတို့လည်းအဲ့လိုခန္ဓာ၅ပါးကနေလွတ်မြောက်သွားပြီဆိုရင်ငါခန္ဓာ၅ပါးကနေလွတ်မြောက်သွားပြီဆိုတဲ့ညာနဲ့ဉာဏ်လေးပေါ်လာလိမ့်မယ်အဲ့ဒါကြတော့ပစ္စဝခန္ဓာဉာဏ်လို့ပြောတယ်နော်ကိုပြန်စရင်ငါလွတ်မြောက်သွားပြီဒီလိုမြင်သွားတာဟုတ်လားငါလွတ်မြောက်သွားပြီဒီတိုင်းကိုယ့်ကိုသိသွားတာနော်သူများပြောလို့သိသွားတာမဟုတ်ဘူးကိုယ့်ကိုလွတ်သွားပြီဆိုငါလွတ်မြောက်သွားပြီဆိုပြီးတော့အတိုင်းမသိဝမ်းသာခြင်းပီတိသောမနတာဖြစ်တယ်အဲ့လိုလွတ်မြောက်သွားပြီဆိုရင်လေခိနာဇာတိပရိသတ်နေခြင်းကလည်းကုံသွားတယ်ဇာတိကုံပြီဆိုကျန်တဲ့နောက်ဆက်တဲ့ကုံပြီပေါ့ဘုဒ္ဓတံဗြဟ္မစရိယံမြတ်သောအကျင့်ကိုလည်းကျင့်ပြီးသွားပြီကတံကရိယံလှုပ်ရှားတဲ့အကုန်လုံးလှုပ်ပြီးသွားပြီဒီစကားကိုစဉ်းစားနော်လှုပ်ရှားတဲ့အကုန်လုံးလှုပ်ပြီးသွားပြီဘာလို့ဘဝတန်တရားတစ်ချောင်းလုံးမှာပင်ပန်းနဲ့လှုပ်လာတယ်မြဒီမက်လေးတစ်ချက်ပြီးသွားတာနဲ့သူ့မှာလှုပ်ရှားတယ်ပြီးသွားတာပဲနာပရံအိတ်တက်ထာယနောက်ဘဝဆိုတာမရှိတော့ဘူးဒီလိုအတွေးမျိုးဝင်လာတာလေဟုတ်လားငါမှပြီးဆုံးသွားပြီငါလှုပ်ရှားတယ်ကုန်သွားပြီနောက်ထပ်ဘဝဆိုတာမရှိတော့ဘူးဒီလိုပြောတာမြတ်စွာဘုရားရှင်အဲ့တော့ဒါဒီဝိပဿနာလမ်းကြောင်းတစ်ခုကိုတင်ပေးလိုက်တာဟုတ်လားတရားတွေနာရင်းနဲ့အရင်ဆုံးတန်တရာရဲ့အပြစ်ကိုမြတ်စွာဘုရားရှင်ပြောတယ်ပြီးတော့ခန္ဓာရဲ့အပြစ်ကိုပြောတယ်ပြောပြီးတော့ခန္ဓာကနေမလွတ်မြောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆင်းရဲဒုက္ခတွေကိုရှားပြတယ်ပြီးရင်ခန္ဓာ၅ပါးကနေလွတ်မြောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ချမ်းသာဒုက္ခကိုပြောတယ်ခန္ဓာဒုက္ခကနေလွတ်မြောက်တဲ့လမ်းကြောင်းကိုခင်းပေးလိုက်တယ်ဒါသည်မြတ်စွာဘုရားရှင်တပါးသာလုံနိုင်တဲ့အလုပ်ဖြစ်ပါတယ်တရားနာမေကတန်တရာမှာထွံ့မြောက်ခြင်းဆိုတဲ့တရားကောင်းစဉ်နဲ့မကိုက်သွားဘူးလားကိုက်သွားပါတယ်ဒါကြောင့်တရားအရှင်ပြည့်ပြီဖြစ်လို့အဲ့တော့တရားဘာဝနာလုပ်ကိုစွန့်စွန့်တမန်ကြိုးစားအားထုတ်နေတဲ့သူတော်စင်ယောဂီများမိမိကိုယ်တိုင်လည်းပဲခန္ဓာ၅ပါးရဲ့အပြစ်အနာစာအနိစ္စဒုက္ခအနတ္တဆိုတဲ့အချက်၃ချက်ကိုကောင်းစွာသဘောပေါက်နားလည်ပြီးတော့တန်တရာဝဒုက္ခနေလွတ်မြောက်နိုင်သောသူတော်ကောင်းယောဂီများဖြစ်ကြစေကုန်ရာတည်း